ဆယ်ကျော်တဲ့ကျောင်းသားဘဝဆိုတာအချစ်ဆက်လန်းနေနဲ့ကင်းနိုင်တဲ့သူဆိုတာကမရှိတဲ့လောက်ကိုရှားပါတယ်ဒီခုံမူဝါလို့ခေါ်တဲ့ကောင်လေးကလည်းမီဆိုတဲ့ညက်မှန်လေးနဲ့ချစ်စရာကောင်းတဲ့ကောင်မလေးကိုစိတ်ထဲမှာရမ်းအောင်တဘောကြနေခဲ့ပါတယ်သူ့ရဲ့အသွေးတွေမှာလည်းအဲ့ဒီကောင်မလေးအကြောင်းနဲ့နင်မျောနေတဲ့အချိန်ကားတစ်စီးကြောင့်လန့်သွားခဲ့ပါတယ်ကျောင်းမှာလည်းသူ့ရဲ့မျက်လုံးတွေကသူချေရတဲ့ကောင်မလေးကိုပဲအကြည့်တွေမခွာနိုင်ဖြစ်နေခဲ့ပါတယ်ခုံမူဝါကမီကိုခိုးကြီးကစကားပြောရင်လည်းထူးဆန်းတာကြီးပြောတတ်တာကြောင့်မီကိုပို့ပြီးတော့ချစ်လာခဲ့ပါတယ်ညက်မှန်အောက်ကလှပတဲ့ညံဝန်းလေးတွေနဲ့သူ့ကိုကြည့်တာအရန်ကိုပဲခံကျင်ခဲ့ပါတယ်။တနေ့မှာတော့ညက်မှန်မတက်လာတဲ့မီကချစ်စရာလေးဆိုပြီးတော့စိတ်ထဲမှာတွေးနေခဲ့ပါတယ်။သူညက်မှန်မှာပါတော့တရားကိုမျက်စိမှုန်နေတဲ့ပုံပဲ။ဒါမဲ့ချစ်စရာလေးဆိုပြီးတော့ရွမိနေပါတယ်။ခုံမူဝါကမီကိုဘာလို့ညက်မှန်မတက်လာခဲ့တာလဲလို့မေးကြည့်မိမယ်လေတေချာစကားမပြောဘူးတာဖြစ်တာကြောင့်စိတ်လှုပ်ရှားနေခဲ့ပါတယ်။မီကသူမျက်စိမှုန်လို့အနီးကပ်ကြည့်နေရတာညက်မှန်မေးကြံခဲ့လို့ဆိုပြီးပြောလိုက်ပါတယ်။မီကတော့တေချာညင်ရဖို့ကိုစူးစိုက်ကြည့်နေပေမဲ့လည်းသူမကတော့တင်းချစ်တွေကိုမမြင်ရဖို့မသိချင်အောင်ဆောင်နေခဲ့ပါတယ်။ခုံမူကတော့ဒုက္ခရောက်နေတဲ့မီကိုဘလို့ကူညီရမလဲဆိုပြီးတော့စဉ်းစားနေခဲ့ပါတယ်။မီကအခုချိန်မှာတော့တမိုင်းစာအုပ်ကိုမရှာတတ်လို့ဆိုပြီးတော့ခုံမူကိုပြောလာခဲ့ပါတယ်။ရှာပေးမယ်လို့ပြောတဲ့ခုံမူကိုမီကအနီးကပ်ကြည့်လိုက်တာဖြစ်တာကြောင့်ရှက်သွားခဲ့ပါတယ်။ဒါကြောင့်မလို့သူ့ရဲ့တမိုင်းစာအုပ်ကိုပေးလိုက်ပေမဲ့လည်းမီကတော့တဖြည်းဖြည်းချင်းအနားကိုတိုးလာခဲ့ကအတူကြည့်ကြဖို့ပြောလာပါတယ်။ရှက်နေတဲ့ခုံမူကိုလည်းဘာလို့လဲဆိုပြီးတော့ချစ်စရာမျက်နှာလေးနဲ့ပြောနေတာဖြစ်တာကြောင့်အတူကြည့်လိုက်ရပါတယ်။သူချေရတဲ့သူနဲ့အရန်နီးကပ်စွာထိုင်နေရတဲ့ခုံမူကတော့အရန်ကိုစိတ်လှုပ်ရှားနေခဲ့ပါတယ်။ဒါကြောင့်မလို့ခုံမူကဖတ်စာအုပ်ဆိုရင်အရင်တည်းကမကြည့်တာဆိုပြီးတော့ပေးလိုက်ပါတယ်။နေရာတစ်ခုကိုကြည့်ဖို့အရန်အာရုံစိုက်နေရတဲ့မိကြောင့်ခုံမူကစိတ်လှုပ်ရှားနေခဲ့ပါတယ်။အကွာဝေးကလည်းရုတ်တရက်ကြီးနီးလာပေမဲ့စိတ်ထဲမှာတော့စိတ်လှုပ်ရှားစွာနဲ့သဘောကျနေခဲ့ပါတယ်။မျက်မှန်ပုံမှန်မေးတတ်တဲ့မိအကြောင်းကိုစဉ်းစားနေတဲ့အချိန်မိကရုတ်တရက်ကြီးအနားကိုရောက်လာကနာမည်မေးနေတဲ့မိကိုခုံမူပါဆိုပြီးတော့ပြောပြလိုက်ပါတယ်။မိကကျေးဇူးတင်ပါတယ်ခုံမူပါဆိုပြီးတော့ပြောလိုက်ပါတယ်။ခုံမူဟာအတွက်တော့ဒီနေ့က lucky day ဖြစ်နေခဲ့ပါတယ်။အနီးကပ်မြင်လိုက်ရတဲ့မီရဲ့မျက်လုံးလှလှလေးတွေကသူ့ရဲ့ရင်ထဲမှာဆွဲမြဲနေခဲ့ပါတယ်။ဖဏတ်ထားတဲ့အခန်းမှာတော့မီကိုတွေးလိုက်ရပါတယ်။ဘာဖြစ်လို့လဲလို့မေးနေတဲ့ခုံမူဟာကိုဘယ်သူလဲဆိုပြီးတော့ပြန်မေးနေခဲ့ပါတယ်။သူကမျက်နှာချင်းနီးကပ်သွားတဲ့ခုံမူဟာလို့ပြောကရှက်နေခဲ့ပါတယ်။မီကလည်းပြန်မှတ်မိသွားခဲ့ပြီးတော့ဖဏတ်ကကြီးနေတယ်လို့ပဲဆိုပြီးပြောလာပါတယ်။ဖဏတ်ဗီဒိုကိုလမ်းကြည့်လိုက်တဲ့အခါမှာသူ့ဖဏတ်ကိုစီးထားတာဆိုတာကိုခုံမူဟာကသိလိုက်ရပါတယ်။လွန်ခဲ့တဲ့မိနစ်အနေငယ်ကတငယ်ချင်းတွေကိုစိတ်မပူဘူးပြောကခုံမူရဲ့ဖဏတ်ဗီဒိုကိုသူ့ဟာထင်နဲ့မားစီးသွားတာပဲဖြစ်ပါတယ်။ခုံမူကတော့မီစီးထားတဲ့ဖဏတ်ကိုတော့မနာလို့ဖြစ်မိတယ်ဆိုပြီးစိတ်ထဲမှာပြောနေခဲ့ပါတယ်။ခုံမူကမီရဲ့ဖဏတ်ဗီဒိုကိုဖွင့်ကြည့်လိုက်တဲ့အခါဖားတဲ့ကောင်ကဖဏတ်ပေါ်ရောက်နေတာကိုဖဏတ်ရောင်နဲ့မီကမှားသွားတာကိုသဘောပေါက်သွားခဲ့ပါတယ်။မီကိုခုံမူကဟိုဘက်ခဏလှည့်ပေးလို့ပြောကဖားကိုလွတ်ပေးလိုက်ပါတယ်။ဖားစိမ့်လေးလည်းထွက်သွားတယ်လို့သူမကလည်းသစိမ်းဆန်ပြီးထွက်သွားခဲ့ပါပြီ။ခုံမူကမီကိုဖဏတ်လေးပြန်သွေးပြီလို့ပြောကပေးလိုက်ပါတယ်။ခုံမူကတော့မီစီးထားတဲ့ဖဏတ်လေးကိုစိတ်လှုပ်ရှားစွာနဲ့စီးလိုက်ပါတယ်။ပြန်တော့မဲ့မီကိုဖဏတ်ကျိုးမချီရသေးဘူးဆိုပြီးလမ်းပြောလိုက်ပါတယ်။ဒါကြောင့်မို့သူကိုယ်တိုင်မီရဲ့ဖဏတ်ကျိုးလေးကိုချီပေးနေခဲ့ပါတယ်။မီကသူ့အပေါ်တနေ့လုံးအများကြီးကူညီပေးလို့ကျင်နာပေးလို့ဆိုပြီးတော့ကျေးဇူးတင်နေခဲ့ပါတယ်။ခုံမူကတော့ဒီနေ့ဖြစ်တဲ့မြတွေကိုမမေ့ပါနဲ့ဆိုပြီးတော့အနီးကပ်မြင်လိုက်ရတဲ့ခရလေးရဲ့မျက်နှာကိုမြင်အောင်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲမီကအရန်နီးကပ်စွာနဲ့မျက်နှာကိုကတ်လိုက်ပြီးတော့ခုံမူရဲ့မျက်နှာလေးကိုမေ့မသွားအောင်တေချာမှတ်သားခြင်းနဲ့ဆိုပြီးပြောလာခဲ့ပါတယ်။ဒီလိုနဲ့ခဏအကြာမှာနောက်မှတွေ့မယ်ဆိုတဲ့စကားနဲ့သူမီဟာသူမလိုပဲလှပစွာထွက်သွားခဲ့ပါတယ်။ဒီနေ့ကခုံမူဟာအတွက်အိမ်မရတဲ့ညတညဖြစ်ခဲ့ပြီးတော့မီရဲ့မျက်မှန်လေးထက်ကြံခဲ့ဖို့ကိုမျှော်လင့်နေခဲ့ပါတယ်။နောက်တနေ့မှာတော့မီရဲ့ညက်မှန်လေးကကျိုးသွားတာကြောင့်သူ့ရဲ့စကားကကျိန်စာမိသွားတယ်ဆိုပြီးတော့ခုံမူကစိတ်ထဲကတောင်းပန်နေခဲ့ပါတယ်။အားကစားချိန်မှာလည်းမျက်မှန်မရှိပဲကစားနေတဲ့မီကိုအပြည့်ရှိတယ်လို့ခံစားနေရတဲ့ခုံမူကသူ့ရဲကောင်းတယောက်လိုရှေ့ကကာဝယ်ပေးနေခဲ့ပါတယ်။မီကလည်းခုံမူကိုအကာဝယ်ယူနေခဲ့ကဖီးတက်နေတဲ့ကောင်တစ်ချက်တည်းနဲ့အဆုံးသတ်ပေးလိုက်ပါတယ်။စာတင်ခန်းထဲမှာတော့ခုံမူကမီကိုစာအုပ်အာယုံဆိုင်နေတယ်လို့ထင်နေခဲ့ပါတယ်။တကယ်တမ်းမှာတော့အိပ်ပျော်နေခဲ့ပြီးတော့ပုံတော့ခုံမူကဆိုပြီးတော့ပွဲတုံးကဟာကိုရောင်နေခဲ့ကဂယုစိုက်ပေးနေခဲ့ပါတယ်။ဆရာကလည်းမီကိုအော်နေကမအိပ်ဖို့ပြောနေခဲ့ပါတယ်။ဆရာကလည်းအဆက်မပြတ်အော်နေတဲ့အချိန်ခုံမူကမီကဒီနေ့မျက်မှန်မပါတာကြောင့်စာကိုအာယုံစိုက်ပြီးကြည့်နေတာပါလို့ကဲတင်လိုက်ပါတယ်။ပြဿနာကိုတခဏပဲဖြေရှင်းနိုင်တာမို့နှိုးဖို့ကြိုးစားနေခဲ့ပါတယ်။တိတ်မကြခင်မှာပဲမီကနိုးလာကဟိုစန်းတီစန်းနဲ့အဖေသမီးမျက်မှန်ကိုတွေ့သေးသလားလို့ခုံမူတာကိုပြောနေခဲ့ပါတယ်။ဘလောက်ပဲအဖေမဟုတ်ဘူးလို့ညင်ကန်းနာနဲ့အိတ်ချင်မူတူနဲ့ရောသွားတာဖြစ်တာကြောင့်ရှင်းပြလို့မရဖြစ်နေခဲ့ပါတယ်။ဒီလိုနဲ့နည်းနည်းထိုက်လိုက်မယ်လို့ပြောကခုံမူရဲ့ပခုံးလေးပေါ်ကိုမှီချလိုက်ပါတယ်။ကိုချီရတဲ့သူကကိုယ့်ရဲ့ပခုံးပေါ်ကိုရောက်နေတာကြောင့်ခုံမူရဲ့ရင်ခုန်နှုံးတွေကအရန်ကိုမြန်နေခဲ့ပါတယ်။ဒီလိုကြည်နူးနေတဲ့အချိန်မှာပဲဆရာလုံးကတိကတာဒနာဝင်ဖြတ်လိုက်ပါတယ်။နောက်တနေ့မှလည်းမီကမျက်မှန်ပါမလာခဲ့ပါဘူး။ဘေးနားကခုံမူရဲ့မျက်နှာကိုမီကနီးကပ်စွာအာယုံစိုက်ပြီးကြည့်နေခဲ့ကရှက်နေတဲ့ခုံမူရဲ့မျက်နှာကိုမြင်ရပါတယ်နော်လို့ပြောလိုက်ပါတယ်။မီကနည်းနည်းတော့အသားကျပြီးတော့မြင်လာနိုင်ပါပြီ။နောက်တစ်ပိုင်းမှာလည်းသူတို့နှစ်ယောက်ကဘလို့တွေဖြစ်ကြမလဲဆိုတာကိုစောင့်ကြိုက်ပြီးတော့ကြည့်ရမှာပဲဖြစ်ပါတယ်။အပိုင်းတစ်လေးကတော့ဒီမှာပဲပြီးဆုံးတော့ပါပြီဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။
ဒီနေ့မှာလည်းမီတယောက်ညက်မှတ်မိကြံခဲ့ပြီးတော့စတူးရင်းတွေကိုအများကြီးထည့်ပေးမိနေခဲ့ပါတယ်ဒီနေ့ကနေ့လက်စာအတွက်တာဝန်ကျကြတာပဲဖြစ်ပါတယ်တလွဲအိမ်လုံးနေတဲ့မီကိုခုံမူကစတူးရင်းကိုငါထည့်ပေးရမလားလို့ပြောပေမဲ့မီကတော့အဆင်ပြေရဆိုပြီးပြန်ပြောလိုက်ပါတယ်ခုံမူရဲ့စိတ်ထဲမှာတော့မီကချစ်စရာကောင်းတယ်လို့တွေးနေကမီကတော့တလွဲအိမ်လုံးနေခဲ့ပါတယ်မီကစတူးရင်းကိုမြန်မြန်စားကျင်လိုက်တာလို့ပြောတဲ့အခါခုံမူကစတူးရင်းကိုကြိုက်တယ်ဘောလို့မေးလိုက်ပါတယ်မီကလည်းကြိုက်တယ်လို့ဆိုပြီးတော့ပြန်ဖြေလိုက်ပါတယ်အဲ့ဒီချိန်မှာပဲဖတီးတကောင်ကအသားပို့ထည့်ပေးဖို့ပြောလာခဲ့ပါတယ်မီကလည်းအသားတော့မရဘူးအာလူတော့ပို့ထည့်ပေးမယ်လို့ပြောတဲ့အခါဖတီးကလည်းလက်ခံလိုက်ပါတယ်ဒါပေမဲ့လည်းအသားကိုအာလူအထင်နဲ့အများကြီးထည့်ပေးလိုက်ပါတယ်မီကကုံမူဟာကိုစတူးရင်းပေးလိုက်ကကျေးဇူးပြန်ဆက်ရှင်လို့အသားတွေအများကြီးပို့ထည့်ပေးလိုက်တယ်လို့ပြောလိုက်ပါတယ်မီကတော့ကုံမူဟာကိုအသားပို့ထည့်ပေးတာကိုလျှို့ဝှက်ပေးရမယ်လို့ပြောလိုက်ပါတယ်လက်တွေ့မှာတော့အသားမပါဘဲနဲ့အာလူတွေကြီးပဲဖြစ်နေခဲ့ပါတယ်ဒီနေ့မှလည်းထုံးစံအတိုင်းမျက်မှန်ကမေးကြံခဲ့ပါတယ်ဒါမို့ညက်ကမှန်ကိုယူလာခဲ့ပါတယ်ကိုဖိအားပေးပြီးတော့ညက်ကမှန်ကိုတတ်ဖို့ကြိုးစားခဲ့ပေမဲ့လည်းမလုပ်နိုင်ခဲ့ပါဘူးကိုမူကတော့ဖိအားပေးပြီးမတတ်ဖို့နဲ့ကျွန်တော်ကဘာပဲဖြစ်ဖြစ်မီကိုကာဝယ်ပေးမှမို့ဆိုပြီးတော့အတန်ကျဲကြီးနဲ့ပြောလိုက်ပါတယ်မီကတော့ကျေးဇူးတင်ပါတယ်နော်ကိုမူကလို့ပြောလိုက်တဲ့အခါရင်ထဲမှာကလီဖြစ်သွားခဲ့ရပါတယ်အဲ့နေ့ကစလို့ကိုမူကမီကိုတက်လုံးကာဝယ်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်ဒီနေ့မှာတော့မီကညက်မှတ်တတ်ထားခဲ့ပေမဲ့လည်းညက်စီကဘာလို့မှုံနေလဲဆိုပြီးတော့ကိုမူကစဉ်းစားနေခဲ့ပါတယ်ကိုမူကမီကိုညက်မှတ်တတ်ထားတော့ဘာလို့မျက်စိမှုံနေရလဲမြူတွေကမျက်မှတ်မှာကတ်နေလို့ဆိုပြီးတော့ပြန်ဖြေလိုက်ပါတယ်အခုအတန်းနဲ့ရောက်လာပြီဆိုတော့အဆင်ပြေပါတယ်ဆိုပြီးမီကပြန်ပြောလိုက်ပါတယ်အဲ့အချိန်အခန်းထဲရောက်လာတဲ့ဖက်တီကိုအတန်းထဲမှာမတိရတူရောက်နေတယ်လို့ပြောနေတဲ့မီကိုငါတို့အတန်းဖော်ပဲလို့ကိုမူကပြောပြနေခဲ့ပါတယ်မီကသူ့လိုပဲသူ့ကိုမမှတ်မိတဲ့သူတွေလည်းရှိလောက်မယ်လို့ပြောကဘယ်သူမှမမှတ်မိရင်တော့ကိုမူကမှတ်မိတာနဲ့တင်လုံလောက်ပြီလို့ပြောလိုက်တာကြောင့်ကိုမူရဲ့ရင်ထဲမှာကလီထပ်ပစ်သွားရပါတယ်နောက်တနေ့မှာတော့မီကကိုမူရဲ့လိုင်းအန်တီကိုလာတောင်းနေတာဖြစ်တာကြောင့်ကိုမူကလည်းပေးလိုက်ပါတယ်အကယ်၍ဒုက္ခရောက်ခဲ့ရင်ကိုမူကိုအကူအညီတောင်းဖို့ဆိုပြီးမီကပြောလိုက်ပါတယ်ညက်မှတ်မေးကြံခဲ့တာကရှက်စရာကောင်းပေမဲ့ကိုမူရဲ့ရှေ့မှာတော့ရှက်စရာကောင်းတဲ့အဆင်ပြေပါတယ်လို့ပြောလိုက်တဲ့အခါကိုမူရဲ့ရင်ထဲမှာတမျိုးကြီးဖြစ်သွားပြန်ပါတယ်စကားလေးတွေနဲ့တက်နေတာဖြစ်တာကြောင့်ကိုမူကတယောက်ကတော့အသေးတွေရားနေခဲ့ပါတယ်နောက်တနေ့မှာအပြင်သွားဖို့ကိုမီကချင်းလိုက်တာကြောင့်ကိုမူကအန်အော်ဘီဂရင်မော်ကပြုတ်ကျသွားခဲ့ပါတယ်ရထားပေါ်ကအလော်တကြီးဆင်းလာရင်မျက်မှန်ကပျောက်သွားတဲ့အကြောင်းပြောပြနေခဲ့ပါတယ်ဒါမို့တနေရာရာကိုသွားစရာရှိလို့လိုက်ဖို့ခိုင်းနေခဲ့ပါတယ်အတိတ်ပဲတက်ရောက်သွားတာကရှိန်တွေးတာလို့ဖြစ်နေခဲ့ပါတယ်မီကကိုမူရဲ့လက်ကိုကင်ကတွဲခေါ်ပေးသွားပါနော်လို့ပြောလိုက်တာကြောင့်ကိုမူအတွက်တော့ချဲပေါက်တဲ့နေ့လိုဖြစ်သွားခဲ့ရပါတယ်ကျွန်တော်လည်းချဲပေါက်ရင်ခုကြည့်နေတဲ့ viewer တွေကိုခေါ်တီးကြင်ပါတယ်ဒီလိုနဲ့နှစ်ယောက်သားလက်ချင်းဆုပ်ကန်ကချစ်စရာကောင်းတဲ့ဇုံတွဲလေးလိုအတူလန်းရှောက်နေကြပါတယ်ဒီလိုနဲ့ကိတ်မုတ်ဆိုင်ကိုရောက်သွားကြပါတယ်မီကမျက်မှန်မပါတာကြောင့်ကိတ်မုတ်ကိုစားလို့မရဖြစ်နေခဲ့ပါတယ်ထို့အချိန်ခုံမူရဲ့ပါဇက်ကနေခွန်ကျွေးရမလားလို့ပြောမိသွားပါတယ်မီကတော့ကိတ်မုတ်ပကံကိုပေးလိုက်ကပါဇက်ကိုဟာပေးနေခဲ့ပါတယ်မီရဲ့ချစ်စရာကောင်းတဲ့မျက်နှာလေးကိုကြည့်ရင်းနဲ့ကိုမူကအသေးရဆောင်တဲ့ကိတ်မုတ်ကိုခွန်ကျွေးလိုက်ပါတယ်မီကနောက်ထပ်ကျွေးဖို့ကိုထပ်ပြီးတော့တောင်းဆိုနေခဲ့ပါတယ်နောက်ဆုံးမှာတော့အဓိကသွားမယ့်နေရာမျက်မှန်ဆိုင်ကိုရောက်သွားကြပါတယ်မီကညက်မှန်လေးတွေကိုရွေးချယ်နေခဲ့ပါတယ်ကိုမူကကျေးဇူးတင်စကားပြောကထွက်သွားမယ့်အချိန်မီကလက်ကိုလှမ်းဆွဲလိုက်ပါတယ်မီကအခုမှကိုမူကိုတခြားမြင်ရတာကြောင့်အတူရှိနေပေးဖို့တောင်းဆိုလိုက်တဲ့အခါကိုမူကရှက်နေခဲ့ပါတယ်ဒီလိုနဲ့ဒီနေ့ကသူတို့နှစ်ယောက်အတူအချိန်တွေကုန်ဆုံးခဲ့ကြပြီးတော့တန်မိုးရှိတဲ့အမတ်တရလေးတွေဖြစ်ခဲ့ကြပါတယ်ညနေခွဲခွာချိန်ရောက်တဲ့အခါမှာလဲကိုမူကအိမ်မက်လားဆိုပြီးတော့သူ့ကိုယ်သူဆွဲစိတ်နေခဲ့ပါတယ်မီရဲ့ရင်ထဲမှာတော့ကိုမူကိုအရန်ကိုပဲကျေးဇူးတင်နေခဲ့ပါတယ်အိမ်မှာတော့ကိုမူကအိမ်မက်အထင်နဲ့ဆွဲစိတ်ထားတဲ့ဒဏ်ရာတွေကြောင့်နားလို့អော်နေရပါတယ်ဒီကနေ့မှာတော့မီကဖျားနေတာကြောင့်မတ်စကိုတက်တဲ့အခါမျက်မှန်ကအမွှေးရိုက်ပြီးတော့မှုန်နေခဲ့ပါတယ်ထိုအချိန်ဖက်တီးကလည်းမီလိုဖြစ်နေခဲ့ပါတယ်တငယ်ချင်းတွေကလည်းဝိုင်းစားနေတဲ့အချိန်ကိုမူကလည်းသူ့လိုဖက်တီးလိုမြင်မှာစိုးတာကြောင့်မျက်မှန်ကိုပျောက်သွားပြီလို့မီကပြောလိုက်ပါတယ်ကျောင်းစင်းချိန်မှာတော့ပလတ်စတစ်အိတ်ကိုကြောင်အထင်နဲ့မီကမြှူနေခဲ့ပါတယ်ဒီလိုနဲ့ကျွတ်အိတ်ကိုကြောင်အထင်နဲ့မြှူနေတဲ့မီရဲ့ဘေးနားမှာကိုမူကကြောင်တကောင်လိုတရုပ်ဆောင်နေခဲ့ပါတယ်ကိုမူကိုကြောင်တကောင်ထင်နဲ့မီကပုတ်တက်နေခဲ့ပါတယ်နောက်တနေ့မနက်ကျောင်းမှာအာဇူမာလို့ခေါ်တဲ့ကောင်လေးကမီရဲ့အနားကိုရောက်နေခဲ့ပါတယ်အာဇူမာကအရန်နာမည်ကြီးရဲ့သူဖြစ်ပြီးတော့မီကိုမျက်မှန်ကူရှာပေးရင်အရန်နီးကပ်နေတာကြောင့်ကိုမူကတဝင်နေတူနေခဲ့ပါတယ်ထို့အချိန်မီကကျေးဇူးတင်ပါတယ်ကိုမူလို့ပြောလိုက်ပါတယ်သူကကိုမူမဟုတ်ဘူးအာဇူမာလို့ပြောတဲ့အခါမီကကိုမူလို့ထင်နေတာရှက်လိုက်တာလို့ပြောလိုက်ပါတယ်မီကဒီနေ့မှလည်းထပ်ပြီးညက်မှန်မေးခဲ့ပြန်ပါတယ်ညက်မှန်မပါရင်စိုက်ကြည့်တာနဲ့သူနေတယ်လို့တငယ်ချင်းတွေကပြောနေခဲ့ပါတယ်ကိုမူကလည်းအခန်းထဲဝင်လာတဲ့အချိန်ကလေးတယောက်လိုလှပတဲ့မျက်လုံးဝိုင်းဝိုင်းလေးနဲ့မီကိုတွေးလိုက်ရတာကပန်းနေပွင့်သွားတယ်လို့ပင်လယ်ပြင်ကြီးရောက်သွားတယ်လို့အေးမြတဲ့ခန်းစားချက်လေးကနှလုံးသားကိုလွှမ်းခြုံသွားခဲ့ပါတယ်မီရဲ့ချစ်စရာကလေးမျက်နှာလေးဟာကိုမူအတွက်အဖိုးတက်နဲ့မှညံလေးရရှိသွားခဲ့ပါတယ်မီကဂိမ်းကစားရင်အမြဲရှုံးတာကြောင့်စကားဆက်တဲ့ဂိမ်းကိုပိုတော်လာခြင်းလို့စော်ပေးဖို့ကိုမူကိုအကူအညီတောင်းနေခဲ့ပါတယ်ဒီလိုနဲ့နှစ်ယောက်သားစောနေခဲ့ကြပြီးတော့ပိုတော်လာခြင်းနဲ့မီကသူ့ကိုမှညာဖို့ကိုမူကိုပြောနေခဲ့ပါတယ်စ
စကလုံးတွေစနေကြချင်းကိုမူကလုံးမီကရုတ်တရက်ခေါ်မိကဟုတ်လို့ပြန်ထူလိုက်ပါတယ်ညနေဘက်မှာတော့ရေစပ်ပါတဲ့နှစ်ယောက်ကတိုင်ရှိရဲ့အတူကြပြီမဲ့လဲတခြားလူတွေပါရှိနေခဲ့ပါတယ်ထိုအချိန်ကိုမူကပိုးဟက်ကိုမီရဲ့အနားမှာမြင်လိုက်ရပါတယ်မီကိုပြောလိုက်ရင်ကြောက်သွားမှကြောင်းသူ့ရဲ့အနားကိုခေါ်လိုက်ကအရန်နီးကက်သွားပါတော့တယ်ဘေးနားကငစိမ့်ထဲမှာတော့ပိုးဟက်ကိုတွေ့သွားပြီးအော်လိုက်တဲ့အခါမီကကိုမူကိုတင်းကျပ်စွာပွေဖက်ထားနေခဲ့ပါတယ်ဒီနေ့မှာတော့မိုးတွေကလည်းတဲထန်ဆောင်ရနေခဲ့ပါတယ်မီရဲ့မျက်မှန်ကပြုတ်ကျသွားတာကြောင့်ကောက်ပေးနေတဲ့ကိုမူကိုတက်ပေးဖို့အကူအညီတောင်းလိုက်ပါတယ်ကိုမူကလည်းရှက်ရှက်နဲ့မျက်မှန်ကိုတက်ပေးလိုက်ကမီကကျေးဇူးတင်ပါတယ်လို့ပြောပေမဲ့ကိုမူကတော့မျက်နှာတွေပူနေခဲ့ပါတယ်။ကျောင်းထဲကကောင်မလေးနှစ်ယောက်ကလူတစ်ယောက်ကိုရီးစားစာပေးဖို့ပြောနေကြကထွက်သွားတဲ့အချိန်စာကကြကြံနေခဲ့ပါတယ်။အနာကိုရောက်လာတဲ့မီကလည်းကိုမူကိုစာကောက်ရကြောင်းကိုပြောပါတယ်။ကိုမူကကြီးလိုက်တဲ့အခါမှာမိန်းကလေးတွေကြားရေပန်းစားတဲ့အာဇူမာအတွက်စာပဲဖြစ်ပါတယ်။စာအိမ်မှာအသေးပုံပါနေတာဖြစ်တာကြောင့်ရီးစားစာမှန်ကိုတဘောပေါက်သွားရပါတယ်။ဘဒုစာကြီးလဲလို့မေးနေတဲ့မီကိုကိုမူကအာဇူမာအတွက်စာလို့ပြောတဲ့အခါမီကစာအုပ်ကိုယူသွားပြီးတော့အာဇူမာကိုစာရေးပေးလိုက်ပါတယ်။အခန်းထဲကလူတွေအားလုံးကလည်းမီကအာဇူမာကိုရီးစားစာပေးတယ်လို့ထင်နေကြပါတယ်။အာဇူမာကိုကြိုက်တာလားလို့မေးတဲ့အခါမီကကြိုက်တယ်ထင်တာပဲလို့ပြန်ဖြေလိုက်ပါတယ်။ကိုမူကလည်းစိတ်ပူသွားပြီးတော့စာဖတ်နေတဲ့အာဇူမာကိုချောင်းကြည့်နေခဲ့ပါတယ်။အာဇူမာကစာအုပ်ဖတ်ပြီးပြုံးလိုက်တာဖြစ်တာကြောင့်ကိုမူကစိတ်ပြတ်သွားခဲ့ပါတယ်။ကိုမူရဲ့အသွေးထဲမှာလည်းအာဇူမာကဗတ်စုံတော့ရုပ်ရည်လည်းချောတာကြောင့်မကောင်းတဲ့အသွေးတွေကစတင်ဝင်ရောက်လာခဲ့ပါတယ်။မီကအာဇူမာကိုဘလို့မြင်တာလဲလို့ကိုမူကမေးလိုက်ပါတယ်။သူပြောချင်တာကဘဒူးကိုမှသူ့လိုမတွေ့ကတ်တတ်တဲ့အာဇူမာရောကိုမူကိုတဘောကြရဲဆိုပြီးပြန်ဖြေလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲအာဇူမာကပြန်စာဆိုပြီးတော့လာပြောနေခဲ့ပါတယ်။မီကမျက်စိမှုန်နေတာဖြစ်တာကြောင့်ကိုမူကိုဖန်ခိုင်းလိုက်ပါတယ်။ကိုမူကစိတ်လှုပ်ရှားစွာဖြင့်စာရွက်ကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ကိုမူကလည်းမီကိုချစ်တယ်လို့ရေးထားတာပဲဖြစ်ပါတယ်။အာဇူမာကလည်းမီကတခြားတယောက်စာကိုလာပေးတာဆိုပြီးရှင်းပြနေခဲ့ပါတယ်။စာကိုအတင်းဖတ်ခိုင်းနေတဲ့မီကိုမူကစာပေးလို့ကျေးဇူးပါလို့ရေးထားတာဆိုပြီးတော့လိန်ပြောလိုက်ပါတယ်။ကိုမူကတော့ဒီနေ့ဖြစ်ခဲ့တဲ့စာတစောင်ကိုသွင်းနေရှက်နေခဲ့ကအပိုင်းလေးကတော့ဒီမှာပဲပြီးဆုံးတော့ပါပြီ။အားလုံးကိုကျေးဇူးတင်ပါတယ်။ဆောင်းရာဒီရဲ့မနက်ခင်းမှာတော့အေးဆက်ရှိမှမီကိုကိုမူကစကားပြောနေပါတယ်။မျက်မှန်မပါတဲ့မီက black coffee ကြီးကိုမှားဝယ်မိနေပါတယ်။ခါလို့မတောက်ရှင်တဲ့အခါမီကခုံမူကိုတောင်းမလားလို့ပေးလိုက်ပါတယ်ခုံမူကလည်းစိတ်ထဲမှာတော့တွေ့ဝိုက်တဲ့အနမ်းလို့တွေးမိကတောက်မယ်ဆိုပြီးယူလိုက်ကရှက်နေခဲ့ပြီးတော့ကျွန်တော်လည်းဒီကော်ဖီကိုမကြိုက်ဘူးလို့ပြောလိုက်ပါတယ်ဒီကနေ့မှာတော့ခုံမူကအကြောင်းနောက်ကျလို့အတဲထန်ပြေးနေခဲ့ကမီကလည်းနောက်ကျလို့ပြေးနေတာကိုတွေးလိုက်ရပါတယ်ခုံမူကသွားနှုတ်ဆက်တဲ့အခါမှာမီကလည်းတခြားလူအထင်နဲ့ပြန်နှုတ်ဆက်လိုက်ပါတယ်ကိုမူကိုဒီလိုပုံစံနဲ့မနှုတ်ဆက်ရှင်ဘူးလို့မီကရည်ရွေးနေတာကိုခုံမူကကြားသွားခဲ့ကသူ့ကိုအလေးနဲ့ထားပေးနေလို့ပြောနေခဲ့ပါတယ်ကျောင်းမှာတော့အားကစားလုပ်ရင်းနဲ့ခြေရောက်နာတော့တဲ့မီကိုအာဇူမာရဲ့ကောင်းမှုကြောင့်ခုံမူကတွဲပြီးတော့စေကန်းကိုလိုက်ဖို့ပေးနေခဲ့ပါတယ်စေကန်းကိုရောက်တဲ့အခါထိုင်ကုန်ပေါ်ကပစ္စည်းတွေကိုဖယ်ရမှာကြောင့်မီကိုတနေရာမှာခဏမီပြီးဆောင်ခိုင်းထားပါတယ်မီကတော့ဝိတ်တိုင်းတဲ့ပေါ်မှာတွားရက်နေမိပါတယ်တတိထားမိသွားတဲ့မီကလည်းမြင်ခဲ့တာတွေကိုမေးလိုက်ပါခုံမူအားလို့ပြောလိုက်ပါတယ်ဆရာကမီကိုကြောက်တင်ဘုံပေါ်မှာစာကတ်ခိုင်းတာကြောင့်အရက်ပူတဲ့မီကမမီပဲဖြစ်နေခဲ့ပါတယ်ခုံမူကလည်းကူပြီးကပ်ပေးခြင်းပေမဲ့လည်းဂျပူးဖြစ်နေခဲ့ပြီးတော့အာဇူမာကဂျားကနေဝင်ကူညီပေးကထွက်သွားခဲ့ပါတယ်ကိုမူကတော့သူကအရက်ရှင်ကောင်းပါပဲလို့ပြောနေခဲ့ပါတယ်မီကတော့ဒီမျက်နှာကိုကြည့်တဲ့အခါမမီမှာစိုးလို့မရှိရပါဘူးလို့ပြောလိုက်ပါတယ်နေအရွယ်ရောက်လာတဲ့အခါရက်ရှိလာရင်ငါဘယ်လိုလုပ်ရပါမလဲလို့ပြောကထွက်သွားခဲ့ပါတယ်ကိုမူကဘယ်တော့မှရက်မရှိလာပါနဲ့ဆိုပြီးတော့ဆူတောင်းနေခဲ့ပါတယ်ကိုမူကစားဖက်နေတဲ့အချိန်မီကငိုနေတာကိုတွေ့လိုက်ရပါတယ်တကယ်တော့မီရဲ့စာအုပ်ထဲဟာတာကိုပြောကြားချက်အရာအကြီးလွန်ပြီးတော့မျက်ရည်ကျတာကိုခုံမူကတဘောပေါက်သွားခဲ့ပါတယ်မီရဲ့ရည်နေတဲ့ပုံကိုခုံမူကမြင်ဘူးချင်းလိုက်တာလို့တွေးနေတဲ့ချိန်မှာပဲမီရဲ့အပြုံးလေးကိုမြင်လိုက်ရပါတယ်နေ့လယ်ဘက်မှာတော့တိမ်ရက်ပုံတန်လေးကအသေးပုံဖြစ်နေတာကိုလှတဲ့အကြောင်းအခန်းထဲရသူတွေကပြောနေကြပါတယ်မီကတော့ကြီးကျင်ပေမဲ့လည်းမျက်မှန်မပါတာကြောင့်မမြင်ရပဲဖြစ်နေခဲ့ပါတယ်ဆရာကလည်းဘယ်ကောင်ဖုံးထုတ်တာလဲဆိုပြီးတော့អော်နေခဲ့ပါတယ်ညရောက်တော့ကိုမူကအသေးပုံလေးရဲ့ပုံကိုမီစီကိုလှမ်းပို့ပေးလိုက်ပါတယ်ဆိုမီယာဆိုတဲ့ကောင်မလေးကကိုမူအောင်လှမ်းခေါ်လိုက်ကမီရဲ့မျက်မှန်ကိုတန့်စင်ကမှကောက်ရတဲ့အကြောင်းကိုပြောကတက်ပေးလိုက်ပါတယ်ပါဝါကလည်းအရန်များတာကြောင့်ကိုမူကမူးသွားပြီးတော့ဆိုမီယာနဲ့ချိန်တွေ့တယ်လို့ဖြစ်သွားခဲ့ပါတယ်ဒီမြင်ဝင်းကိုမြင်သွားတဲ့မီကလည်းဆိုမီယာရဲ့ဘေးနာကကိုမူကိုတွန်းထုတ်လိုက်ပါတယ်စိတ်ထဲတမျိုးဖြစ်သွားလို့ဆိုပြီးတော့မီကပြောနေခဲ့ပါတယ်ဒီနေ့မှာတော့မီကမျက်မှန်တက်လာခဲ့ပါတယ်ဒီလိုနေ့တွေဆိုခုံမူကမျက်မှန်မေးခဲ့တဲ့မီနဲ့နီးကပ်ခဲ့တဲ့အချိန်တွေကိုတန်းတာနေခဲ့ပါတယ်ခုံမူကဖက်စာကိုမေးခဲ့လို့မီကိုအကူအညီတောင်းတဲ့အခါမီကလည်းအတူကြည့်ကြမယ်ဆိုပြီးအနားကိုကတ်လာခဲ့ပါတယ်အရင်နေ့တွေကစပွဲကတ်ထိုင်တာငါတို့အတော်လေးဒီလောက်တော့နီးခဲ့တာပဲပေါ့လို့မီကပြောလိုက်ပါတယ်။ကျောင်းပိတ်ရက်မှာတော့မျက်မှန်အသစ်ဝယ်ဖို့မီကခုံမူကိုခေါ်လာခဲ့ပါတယ်။ကြည်ကောင်းလားမကောင်းလားမျက်မှန်အမျိုးမျိုးတက်မှာမို့ခုံမူကကြည်ပေးပါလို့မီကပြောလိုက်ပါတယ်။ဘယ်မျက်မှန်နဲ့ပဲတက်မီကအရန်ချစ်စရာကောင်းလို့နေတာဖြစ်တာကြောင့်ခုံမူကမရွေးတတ်ဖြစ်နေခဲ့ပါတယ်။ခုံမူကလည်းဘယ်မျက်နှာနဲ့မဆိုလိုက်ဖက်နေတဲ့မီကိုဘယ်ဟာရွေးပေးရမလဲဆိုပြီးစဉ်းစားနေတဲ့အချိန်မီကအစင်ပြေလားဆိုပြီးအနားကိုရောက်လာခဲ့ပါတယ်ခုံမူကမျက်မှန်ဝှက်မဝှက်ကျွန်တော်အတွက်တော့မီကအရန်ချစ်စရာကောင်းတယ်လို့ပြောလိုက်ပါတယ်လိုက်လာပြီးအရှုပ်ထုတ်ဖြစ်စေရဲ့အတွက်တောင်းပန်ပါတယ်လို့ပြောလိုက်ပါတယ်
မိကတော့သူ့အတွက်အထောက်အကူဖြစ်ပါတယ်လို့ပြန်ပြောလိုက်ပါတယ်နောက်နေ့မှာတော့မိကအိပ်ပျော်ရင်းနဲ့ဝယ်ထားတဲ့မျက်မှန်လေးကျိုးသွားပြီလို့ခိုမူဝါကိုပြောလိုက်ပါတယ်ချစ်သူများနေကိုရောက်တော့မှကြောင့်ခိုမူဝါကမီစီကချောကလက်ကိုမျှော်လင့်နေခဲ့ကမီစီကရရင်တိတ်ကောင်းမှာပဲလို့ပြောမိသွားပါတယ်မိကတော့ခိုမူဝါရဲ့နားမှာရောက်နေခဲ့ကခေါ်လိုက်မိလားဆိုပြီးမေးနေခဲ့ပါတယ်အပြင်ဝစ်စုံလေးနဲ့မိကိုခိုမူဝါကသဘောကျနေခဲ့ပါတယ်မျက်မှန်ကတော့ကြောင်းမလိုပဲမေးကြံနေခဲ့ပါတယ်မိကတော့ငါးစီရရရင်ပျော်မှာပဲဆိုတာဘာလို့ပြောတာလဲလို့မေးလိုက်ပါတယ်ခိုမူကလည်းသူ့ခံစားချက်ကိုတီတော်မှာကိုကြောက်နေခဲ့ပါတယ်မိကတော့တမျိုးလုံးကဘာလို့အနီအောင်နေဖြစ်နေတာလဲဆိုပြီးတော့စဉ်းစားနေခဲ့ပါတယ်မိကမယောနီဆော့ကိုလာဝယ်တာဖြစ်ပြီးတော့ခိုမူကတော့နှစ်ယောက်သူဈေးဝယ်ထပ်နေတဲ့သူတို့ကလက်ထပ်ထားတဲ့ဇုံတွဲတွေလိုပဲဆိုပြီးစိတ်ကူးယဉ်နေခဲ့ပါတယ်မိကဒီဘရင်အုတ်ကူလိုဟာကြီးကဘာလဲဆိုပြီးတော့ခိုမူကိုမေးနေခဲ့ပါတယ်ဒါနဲ့ခိုမူကနေငါးစီကဘာလို့ချင်းလဲဆိုပြီးမိကမေးလိုက်ပါတယ်အဲ့အချိန်ခိုမူကအမီးကျွေးနေတဲ့စားကြမယ်လို့စကားလမ်းကြောင်းလွှဲလိုက်ပါတယ်မိလည်းချောကလက်ကိုစားလိုက်ပြီးတော့ခိုမူကတော့ဘူးကိုယူကမီကိုဆွဲခေါ်လာခဲ့ပါတယ်တကယ်တော့ခိုမူကသူကမီစီကနေချောကလက်လိုချင်တာကိုပတ်ဝန်းကျင်အပြင်ဆင်နေကြောင်းတီတော်မှာကိုစိုးရိမ်နေခဲ့တာပဲဖြစ်ပါတယ်အဲ့အချိန်မီလည်းချစ်သူများနဲ့ရောက်တော့မှကိုတတိယသွားခဲ့ပြီးတော့သူမြင်နေရတဲ့အနီရောင်တွေကချောကလက်တွေမှန်းကိုတဘောပေါက်သွားခဲ့ပါတယ်မီကမဟုတ်မှလွဲရောခိုမူကနေငါးစီကနေချောကလက်လိုချင်နေတာမလားလို့ပြောချလိုက်ပါတယ်မိကတော့အရင်တည်းကတငယ်ချင်းတွေအားလုံးကိုပေးခဲ့တာကြောင့်ခိုမူကိုလည်းပေးမှာပဲလို့ပြောလိုက်ပါတယ်မိကတော့အเจ้าမှာတငယ်ချင်းတွေကိုချောကလက်တွေပေးနေခဲ့ပြီးတော့ခိုမူကလည်းသူ့ကိုပေးဖို့စောင့်နေခဲ့ပါတယ်ခဏအကြာမိကရောက်လာကခိုမူအတွက်ချောကလက်ခြံထားတယ်ဆိုကအိတ်ကိုရှာဖွေနေခဲ့ပါတယ်ဒါပေမဲ့လည်းအိတ်ထဲမှာဘာမှမရှိတော့တာကိုမိကတိပြီးတော့စိတ်ပြက်လက်ပြက်နဲ့ထိုင်ချလိုက်ပါတယ်မိကခိုမူကိုចောင်းစင်းချိန်ကိုချိန်လိုက်ပါတယ်ကျောင်းစင်းချိန်မှာတော့ဘယ်သူမှမရှိတော့ဘဲနဲ့မိကခုံမူကိုတောင်းပန်တဲ့အကြောင်းနဲ့နင်းလိုချင်တာငါဘာမဆိုလုပ်ပေးမယ်လို့ပြောလိုက်ပါတယ်မိကတကယ်ပြောနေတာလို့ပြောကခုံမူကလည်းအခန်းထဲမှာဘယ်သူမှမရှိတာကိုတတိထားမိသွားပါတယ်ခုံမူကမိကိုသူပြောမဲ့စကားတွေကိုနားထောင်ပေးစီနေတယ်လို့ပြောလိုက်ပါတယ်ဒီလိုနဲ့သူ့ရဲ့ခံစားချက်တွေကိုထုတ်ဖော်ပြောဖို့ထားလိုက်ပါတယ်ခုံမူကချစ်တယ်လို့ပြောချင်ပေမဲ့လည်းချစ်ဆိုတဲ့နေရာမှာတင်ဆက်မပြောရဲကချက်နေခဲ့ပါတယ်ဒါကြောင့်တနေ့ကျရင်တော့တေချာပေါက်ပြောပြမယ်လို့ခုံမူကပြောကမိကလည်းအဲ့အချိန်ဒီစောင့်နေမယ်လို့ပြန်ပြောလိုက်ပါတယ်ပြီးတော့မိကသူ့တငယ်ချင်းပေးတဲ့ချောကလက်ကိုခိုမူကိုပေးလိုက်ပါတယ်မိကအိမ်ရောက်တဲ့ခါမှာတော့သူ့ရဲ့ဝိတ်တက်လာတာကိုလန့်သွားခဲ့ပါတယ်မိကသူ့ရဲ့တငယ်ချင်းတွေပေးတဲ့ချောကလက်တွေအစားလုံးပြီးဝိတ်တက်လာတာကြောင့်ချစ်သူညာနေဖြစ်တဲ့ဒီနေ့မှာဘာမှမစားမိအောင်သူ့ကိုတားပေးဖို့ခိုမူကိုတောင်းဆိုနေခဲ့ပါတယ်အဲ့အချိန်အာဇူမာကရောက်လာခဲ့ကမိကိုကိုကီးတွေပေးလိုက်ပါတယ်မိကသူ့ကိုချောကလက်ပေးလို့ပြန်ပေးတာလို့ပြောနေခဲ့ပါတယ်စားဖို့လုပ်နေတဲ့မိကိုလည်းခိုမူကတားလိုက်ပါတယ်အဲ့အချိန်ဖတ်တီးရတဲ့မုံကိုမိကိုပေးတော့ပြန်ပါတယ်စားဖို့လုပ်နေပြန်တဲ့မိကိုလည်းထပ်ပြီးတော့တားရပြန်ပါတယ်ခိုမူရဲ့ရင်ထဲမှာတော့မိကချစ်စရာလေးဆိုပြီးတွေးနေခဲ့ပါတယ်မိကစိတ်ကိုတင်းထားတဲ့ကြားကနေစားမိတော့မဲ့အချိန်မှာပဲခိုမူကစားခြင်းငါဟာကိုစားလို့ပြောလိုက်ပါတယ်မုတ်ကိုပြောတာပါဒါနဲ့မိလည်းခိုမူရဲ့မုတ်ကိုစားရင်းနဲ့ပဲအပိုင်းသုံးကတော့ဒီမှာပဲပြီးဆုံးတော့ပါပြီအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာဒီနေ့မှာတော့မိကအချုံမုံကိတ်ကက်လေးကိုအပြန်လန်းမှာစားတိုက်ပုံးကိုမှီအောင်ထည့်ရမယ့်အကြောင်းကိုပြောနေခဲ့ပါတယ်မျက်မှန်လည်းမပါနေရလည်းမသိတဲ့မိကိုလမ်းမှာတခုခုဖြစ်မှာကိုခိုမူကစိတ်ပူတာကြောင့်သူလိုက်ဖို့ပေးမယ်လို့ပြောလိုက်ပါတယ်အဲ့အချိန်ခိုမူရဲ့တငယ်ချင်းတွေကလည်းကျောင်းအပြန်ဂိမ်းဆိုင်ကိုသွားဖို့ခိုမူကိုခေါ်နေခဲ့ပါတယ်သွားခြင်းပေမဲ့လည်းခုံမူကဒီနေ့ကိစ္စလေးရှိလို့မလိုက်တော့ဘူးလို့ညင်းလိုက်ပါတယ်မိကလည်းဓာတွေကိုကြားသွားခဲ့ပါတယ်ဒါကြောင့်မိကညနေကျရင်တယောက်ထဲသွားလို့အဆင်ပြေတယ်လို့ပြောလိုက်ပါတယ်မျက်မှန်မပါပေမဲ့မျက်ကမှန်တတ်ထားတယ်ဆိုပြီးတော့စိတ်ပူနေတဲ့ခုံမူကိုမိကပြောလိုက်ပါတယ်အဲ့ချင်းဆရာကမိကိုစားထပြီးတော့ဖတ်ခိုင်းလိုက်ပါတယ်မိလည်းအတက်နိုင်တဲ့လောက်စာအုပ်စူးစမ်းဖတ်နေပေမဲ့လည်းခက်ခဲတဲ့စကားလုံးသားကိုရောက်တဲ့အခါမှာတော့ဝါနေတဲ့မိကမဖတ်နိုင်ဖြစ်နေခဲ့ပါတယ်မိလည်းတင်တို့လိုပဲအဲ့စကားလုံးကိုဝါချလိုက်ပါတယ်ခိုမူကသူ့ကိုတယောက်ထဲလည်းအဆင်မပြေဘူးလို့ထင်မှာကြောင့်တငယ်ချင်းနေနဲ့လည်းအတူမနေစာတင်ချိန်ဖြစ်တဲ့နောက်ထပ်အခန်းကိုလည်းကိုယ်တိုင်ရှာဖွေနေခဲ့ပါတယ်ကန်းတာကလည်းကန်းတာပဲဖြစ်တာကြောင့်တယောက်ထဲဒုက္ခရောက်နေခဲ့ပါတယ်တကယ်တော့မိကသူတယောက်တည်းအဆင်မပြေဘူးလို့ခုံမွားကထင်သွားပြီးတော့သူတငယ်ချင်းတွေရဲ့အတူဂိမ်းဆိုင်ကိုမသွားပဲသူ့ကိုလိုက်ဖို့မအောင်စိုးရင်နေလို့ပဲဖြစ်ပါတယ်အဲ့အချိန်မျက်စိလည်နေတဲ့မိရဲ့နောက်ခုံမွားကရောက်လာခဲ့ပါတယ်မိကလည်းသူတကယ်မမြင်ရဘူးဆိုတာကိုဝန်ခံလိုက်ပြီးတော့သူ့အတွက်နဲ့တငယ်ချင်းတွေနဲ့မလဲနိုင်ပါဘူးစိုးရင်မိတယ်လို့ပြောချလိုက်ပါတယ်မိကငါ့ကိုစိတ်မပူပဲသွားလဲစေချင်တာဆိုပေမဲ့ခုံမွားရဲ့အနားမှာရှိရင်တော့အယမ်းပြုံမိတယ်ဒါပေမဲ့ငါကခုံမွားကိုအပိုင်စီးထားတယ်လို့ဖြစ်သွားမယ်လို့ဆက်ပြောလိုက်ပါတယ်ဒါမို့တယောက်တည်းအပိုင်မစီးထားပါဘူးလို့ပြောကစာတိုက်ရုံးကိုတယောက်တည်းသွားမယ်လို့မိကပြောလိုက်ပါတယ်တိတ်မကြခင်မှာပဲစိတ်ပူတတ်တဲ့ကောင်လေးကမိကိုလိုက်ပို့ပေးလိုက်ပါတယ်မိကခုံမူဝါကိုမနှက်ဖက်မှာတွေ့မယ်လို့နှုတ်ဆက်သွားပြီမဲ့လည်းမနှုတ်ဆက်ပဲထွက်သွားခဲ့တဲ့သူမကိုတော့တင်ပယ်တော့မှမတွေ့ရတော့ပါဘူးခုံမူဝါတို့ကျောင်းသားဘောကလည်းဒုတိယနေ့ကနေတတိယနေ့ကိုရောက်ရှိသွားကြပါတယ်ဒါမို့ခမ်းမထဲမှာကျောင်းသားကျောင်းလူတွေအားလုံးကတန်းစီနေကြပြီးတော့ဆရာကအတန်းတက်မှန်တဲ့စုတွေကိုပေးဖို့နာမည်တွေကိုခေါ်နေခဲ့ပါတယ်စုယူဖို့တွားနေတဲ့လမ်းမှာတော့မီရဲ့မျက်လုံးကစိတ်တူနေတဲ့ပုံပေါက်တယ်လို့ကျောင်းသားနှစ်ယောက်ရဲ့စကားတန်ကိုခုံမူဝါကကြားသွားခဲ့ပါတယ်ဒါမို့အိတ်ချင်မူတူဖြစ်ပြီးတော့မျက်လုံးကိုတေချာအာယုံစိုက်ကြည့်နေရတဲ့မီကိုခုံမူဝါကကူညီပေးခြင်းနေခဲ့ပါတယ်ခုံမူဝါကမီရဲ့လက်မှာရှိတဲ့အာယုံရောစနစ်ကိုဖိပေးနေခဲ့ပါတယ်မီရဲ့ချစ်စရာကောင်းတဲ့အမူအရာတွေကြောင့်ပဲခုံမူဝါကအသေးတွေရနေခဲ့ပါတယ်ခုံမူဝါရဲ့စိတ်ထဲမှာတော့မီကဒီလောက်တောင်လှတာကိုကြောက်စရာကောင်းစရာအကြောင်းကိုမရှိဘူးလို့တွေးနေခဲ့ပါတယ်
သူစူးတက်ယူတော့ကရေမခုံတဲ့ခုံမူကမီစုယူတော့အမားလုံးမိမအောင်စိုးတာကြောင့်ရင်နေခုံနေခဲ့ပါတယ်ဒီလိုနဲ့အခန်းခွဲပြီးလို့ထိုင်ရမယ့်နေရာတွေကိုမဲနိုင်နေကြရပါတယ်ခုံမူရဲ့စိတ်ထဲမှာတော့မိကမျက်မှန်မင်းကူညီပေးမဲ့လူနဲ့ကြပါစေလို့တွေးနေခဲ့ပါတယ်ခုံမူကတော့အရင်တောင်းနေရလေးကိုပဲပြန်ရတော့ပါတယ်မိကတော့အာဇူမနဲ့အတူကြာသွားခဲ့တာကြောင့်ခုံမူရဲ့ရင်ထဲမှာတဝင်းတူမှုတွေကစားဖြစ်လာပါတော့တယ်မိကတော့ခုံမူကဘယ်နာထိုင်တာလဲလို့အာဇူမာကိုမေးလိုက်ပါတယ်အာဇူမာကလည်းအရင်နေရာပဲလို့ပြောကမိကရှာဖွေနေခဲ့ပါတယ်ဒီအချိန်မိကနေရာမှာတော့တာကိုတီးလိုက်ပြီးတော့လက်ပါကိုင်နေတဲ့အာဇူမာကိုခုံမူကစိတ်တူနေခဲ့ပါတယ်ဒီလိုနဲ့မိကအရှိဆုံးခုံကိုရောက်သွားခဲ့ပြီးတော့ဆိုမီယာနဲ့အတူထိုင်နေရပါတယ်ခုံမူရဲ့ဘေးမှာထိုင်နေတဲ့ကောင်မလေးကလည်းခုံမူရဲ့အဖြစ်အပျက်တွေကိုမြင်သွားပါတယ်မိနောက်လဲကြီးမဲ့အချိန်ကိုလည်းတစ်ကလအုပ်ကြီးခုံမူကမျှော်နေခဲ့ပါတယ်စာကိုမမြင်ရပဲမှုန်နေတဲ့ခုံမူရဲ့ဘေးနာကောင်မလေးကတော့ထိုင်ကုန်နေရလဲပေးဖို့မိကိုသွားပြောလိုက်ပါတယ်မိလည်းလက်ခံလိုက်ပြီးတော့ခုံမူရဲ့ဘေးနာကိုပြန်ရောက်လာခဲ့ပါတယ်မိကတော့ရှေ့ဘက်မှာနေရင်အတန်းချိန်ကြီးဆိုရင်နောက်ဘက်လက်ကြည့်ရင်ပြဿနာတက်လိုက်မယ်လို့စိတ်ရေးစွာပြောလာတာကြောင့်သူ့ကိုကြည်မှန်းသိတဲ့ခုံမူကစိတ်ထဲမှာအသွေးပေါင်းများစွာဖြစ်သွားခဲ့ပါတယ်ပကြီးဆွဲချိန်မှာတော့ဆီယာမကနှစ်ယောက်တည်းတွဲပေးလိုက်ပြီးတော့မျက်နှာချင်းဆိုင်လူရဲ့အပုံကိုအပြန်လည်ဆွဲခိုင်းနေခဲ့ပါတယ်မိကတော့မျက်လုံးကမမြင်နိုင်ဘူးလို့ပြောကစိတ်ကူးနဲ့ဆွဲပေးမယ်လို့ခုံမူကပြောလိုက်ပါတယ်ပုံကိုကြည့်လိုက်တဲ့အခါမှာတော့ချစ်စရာကောင်းနေခဲ့ပါတယ်ဒီနေ့မှာတော့မျက်မှန်မေးခဲ့တဲ့မိကခုံမူနဲ့နီးကပ်သွားပြန်ပါတယ်ညနေဘက်မှာတော့ရေခုံလုံးများစွာနဲ့ခုံမူကမိရဲ့မျက်မှန်လေးကိုတည်လာခဲ့ပါတယ်ဒီဖြစ်ရဲ့အစမှာတော့ခုံမူကစာအုပ်မေးကြံခဲ့လို့ပြန်လာယူတဲ့အချိန်မှာမိရဲ့မျက်မှန်မေးကြံခဲ့တာကိုခုံမမှာတွေးလိုက်ရပါတယ်ဖွင့်ကြည့်ချက်မရှိပဲမကန်ရဲတဲ့ခုံမူကမိကိုမျက်မှန်မေးကြံခဲ့တဲ့အကြောင်းပြောကမနှက်ပြန်လဲပိတ်ရက်ဖြစ်တာကြောင့်ယူသွားပေးမယ်လို့ခုံမူကပြောလိုက်ပါတယ်မိလည်းယူသွားပေးဖို့ပြောခုံမူကတယောက်ကတော့မျက်မှန်တက်လက်လေးတည်လာပြီးတော့ကြောင်တောင်တောင်လေးဖြစ်နေခဲ့ပါတယ်ခုံမူကအစာလုံးဖို့စူးစမ်းပေမဲ့လည်းမျက်မှန်နေရာမှာမိကိုပဲမြင်အောင်နေခဲ့ပြီးတော့စာကိုအာယုံဆိုင်လို့မရဖြစ်နေခဲ့ပါတယ်မျက်မှန်ကိုကင်ကြီးနေတဲ့ခုံမူရဲ့မျက်လုံးထဲမှာတော့မိကိုပဲမြင်အောင်နေခဲ့ပါတယ်မိရဲ့မျက်မှန်ကိုတိုက်ရှင်းပြီးတဲ့ခုံမူစီကိုဖုံးလာခဲ့ပါတယ်မိကဆက်တာဖြစ်ပြီးတော့မျက်မှန်လေးနေကောင်းရဲ့လားဆိုပြီးတော့မေးနေခဲ့ပါတယ်မျက်မှန်လေးကခုံမူရဲ့အိမ်မှာရှိနေတာကငါကခုံမူအိမ်ကိုအလဲရောက်သွားတယ်လို့ပဲဆိုပြီးပြောလိုက်ပါတယ်ဖုံပြောပြီးရဲ့နောက်မှာလည်းမိကိုပဲခုံမူကမြင်နေခဲ့ပြီးတော့အိမ်လိုမရဖြစ်သွားရဲ့ပါတယ်နောက်တနေ့ကျောင်းမှာတော့ထုံးစံအတိုင်းပဲမိကခုံမူကိုအာယုံစိုက်ပြီးကြည့်နေရပါတယ်အဲ့အချိန်မိရဲ့ခြေထောက်ကချော်သွားပြီးတော့ခုံမူကိုဖတ်သွားမိကခုံမူတယောက်ကတော့အရန်ကိုပဲချက်သွားခဲ့ကရင်နေခုံနေခဲ့ပါတယ်မိကတောင်းမှန်ပါတယ်လို့ပြောကတခါကလည်းအခုလိုဖြစ်ပြီးတော့နမ်းမိခဲ့တဲ့အကြောင်းကိုပြောလိုက်ပါတယ်အထင်လွဲသွားတဲ့ခုံမူကိုငယ်ငယ်တုန်းကအဖေနဲ့ဖြစ်တာပါလို့ပြန်ရှင်းပြနေခဲ့ပါတယ်ဒါမို့မကောင်းတဲ့ကောင်မလေးလို့မထင်ပါနဲ့တော့လို့ပြောလိုက်ပါတယ်နေ့လယ်ဘက်မှာတော့မိရဲ့သပင်ထောင်းနေတယ်ဆိုပြီးတော့သူ့ရဲ့တငယ်ချင်းနေရာတတိပေးလိုက်ပါတယ်ဒါကြောင့်မလို့မိကလည်းခုံမူကိုသပင်ကထူးဆန်းနေတယ်လားလို့မေးလိုက်ပါတယ်ခုံမူကတော့မထူးဆန်းပါဘူးလို့ပြန်ပြောကမိကလည်းစိတ်တက်တာရသွားခဲ့ပါတယ်ပခုံးကင်နေတဲ့ခုံမူကိုမိကဘာဖြစ်တာလဲလို့မေးကခုံမူကလည်းပခုံးနာနေတဲ့အကြောင်းကိုပြန်ပြောလိုက်ပါတယ်မိကတော့သူကပခုံးနှိမ်မှာတော်တဲ့အကြောင်းကိုပြောကမနှိပ်ဖို့ခုံမူကညင်းနေခဲ့ပါတယ်ချစ်စရာမျက်နှာလေးနဲ့မိကပြောနေတာဖြစ်တာကြောင့်ခုံမူကလက်ခံလိုက်ရပါတယ်ဒီလိုနဲ့မိလည်းသူ့ရဲ့နူးညံ့တဲ့လက်ကလေးနဲ့ခုံမူကိုနှိပ်ပေးနေခဲ့ပါတယ်မိကတော့မျက်စိမိတ်ပြီးတော့လုံနိုင်တယ်လို့ပြောနေခဲ့ပါတယ်ပြီးတော့မိကအမဆုစာကိုရေးကခုံမူကဘာလုပ်တာလဲလို့မေးလိုက်ပါတယ်မိကမျက်မှန်မေးခဲ့တဲ့အခိုက်အတန့်လေးမှာခုံမူကိုလှုပ်ပေးနိုင်တဲ့အရာတွေကိုမဆုရေးနေခဲ့တာလို့ပြန်ပြောလိုက်ပါတယ်ခုံမူကအိပ်ပျော်နေတဲ့အချိန်မိကအနားကိုရောက်လာကနှိုးမရတာဖြစ်တာကြောင့်ခုံမူကအိပ်နေတာလေးကိုတခြားကြည့်ရင်းနဲ့ပဲလက်ကိုကင်နေခဲ့ပါတယ်အဲ့အချိန်ခုံမူကလည်းနိုးလာခဲ့ကရှက်သွေးဖြာနေခဲ့ပြီးတော့မိကတော့တောင်းမှန်ပါတယ်လို့ပြောကသူ့ကိုလည်းပြန်ကြည့်လို့ရရင်တော့လို့ပြောလိုက်ပါတယ်မျက်နှာကိုပြောတာပါဒီကနေ့မှာတော့ကျောင်းသွားချိန်မိုးတွေကလည်းရွာနေခဲ့ပြီးတော့ရွှေညံတော်စူးရောက်နေတဲ့မိကတော့ညက်မှန်ကိုထပ်ပြီးတော့မေးကြံခဲ့ပြန်ပါတယ်ဒီလိုနဲ့မမကန်ကတော့ချီအိတ်တွေပါရေဆိုသွားခဲ့ရပါတယ်အခန်းထဲမှာမိကခုံမူကိုမျက်နှာလွှဲပေးဖို့ပြောလိုက်ပါတယ်အကြောင်းရင်းကတော့စိုးနေတဲ့ချီအိတ်တွေကိုချွတ်နေခဲ့ပါတယ်မိကရပြီလို့ပြောလိုက်ပေမဲ့လည်းခုံမူကလဲကြည့်တဲ့အခါမှာတော့မိရဲ့လှပတဲ့ပေါင်တန်လေးတွေကိုမြင်ပြီးတော့မျက်နှာဆက်ပြီးလွှဲနေခဲ့ပါတယ်ကျောင်းအပြန်မှာတော့ဒန်းစီးနေတဲ့မိကိုခုံမူကတွေ့လိုက်ရပါတယ်မိကခုံမူကိုဒန်းလွှဲပေးဖို့တောင်းဆိုလိုက်ကခုံမူကလည်းလွှဲပေးနေခဲ့ပါတယ်ဒါမဲ့မိရဲ့ဆက်ကကအရှိရနေဆိုမြင်ရတာလားလို့တွေးမိကသူ့ဟာသူအေးဆေးနေတဲ့ကလေးတွေနဲ့တဝင်းတူနေခဲ့ကဒန်းကိုရက်လိုက်ပါတယ်ခုံမူရဲ့မျက်လုံးကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့မိနဲ့အကြည့်ချင်းစုံနေရကိုတွေ့လိုက်ကြရပါတယ်မိကအောက်ခံပေါင်းမိဝတ်ထားတာမို့စိတ်မပူဖို့ခုံမူကိုပြလိုက်ပါတယ်ညဘက်မှာတော့မိကခုံမူကိုဖုံးဆက်ကတန့်စင်ကန်နေရာကိုရှာမတွေ့လို့ဆိုပြီးပြောနေခဲ့ပါတယ်တကယ်တော့ခုံမူကိုသူ့တငယ်ချင်းအထင်နဲ့ဖုံးမခုံမိတာပဲဖြစ်ပါတယ်ခုံမူကတော့ဘာကူညီပေးရမလဲဆိုပြီးတော့မေးနေခဲ့ပါတယ်တကယ်တော့မိကမျက်မှန်မပါပဲတန့်စင်ကန်သွားတာဖြစ်ပြီးတော့လမ်းတော်မှာရမ်းမောင်နေတာဖြစ်တာကြောင့်ဘာလို့ရမှန်းမသိဖြစ်နေခဲ့ပါတယ်ကျောင်းနေတဲ့မိကခုံမူကိုတချင်းဆိုကိုင်းလိုက်ကခုံမူကလည်းကျောင်းတွင်းနိုင်ငံတော်တချင်းကြီးကိုကောက်ဆူလိုက်ပါတယ်အဲ့အချိန်ခုံမူရဲ့အမေကနိုးလာတာကြောင့်ဖုံးကိုပြောနေတဲ့ခုံမူကအိတ်ချင်အောင်ဆောင်နေခဲ့ပါတယ်ခုံမူကဖုံးကမိကိုဖွင့်လိုက်ပါလားလို့ပြောကမိကလည်းမိကိုဖွင့်လိုက်ပြီးတော့တန့်စင်ကန်ကိုရှာတွေ့သွားခဲ့ပါတယ်မိကခုံမူကိုဒီအချိန်ကြီးဖုံးဆက်မိလို့တောင်းပန်ပါတယ်လို့ပြောကနှလုံးသားချင်းနီးနေတဲ့နှစ်ယောက်ကအိပ်ပျော်သွားပါတော့တယ်နောက်နေ့ကျောင်းရေကူးကန်မှာတော့မျက်မှန်မရှိတဲ့မိကိုခုံမူကစိတ်ပူပြီးတော့ကြီးနေခဲ့ပါတယ်ဘေးနာကတငယ်ချင်းတွေကတော့ခုံမူကိုတမျိုးထင်နေခဲ့ကမိကိုလည်းပြောနေကြပါတယ်ကျောင်းအပြန်မှာတော့မိနဲ့ထပ်တွေ့ရပြန်ပါတယ်
မိကရေခဲချောင်းကိုစားနေခဲ့ပြီးတော့ဒုံးမှာမဲပေါက်နေတာကိုခိုမူကတွေ့သွားခဲ့ပါတယ်လွန်ပြတော့မဲ့မိရဲ့လက်ကိုလည်းလှမ်းပြီးတော့စုပ်ကန်လိုက်ပါတယ်ခိုမူကတော့ဒုံးမှာမဲပေါက်တယ်လို့ပြောကမိကခိုမူကိုပေးလိုက်ပါတယ်ခိုမူကအကြောင်းကိုလာတဲ့လမ်းမှာအားကစားယုံရဲ့နောက်မှာအာဇူမာနဲ့ကောင်မလေးတယောက်နဲ့ချိန်တွေ့နေတာကိုတွေ့ပြီးတော့သူကနောက်ဆက်တယ်လို့ဖြစ်မှာကြောင့်တစ်ပင်နောက်မှာကွယ်ပြီးတော့ပုံနေခဲ့ပါတယ်ကြောင်ရဲ့ကောင်းမှုကြောင့်မိလည်းရောက်လာခဲ့ကကြောင်လေးကိုလိုက်ရှာနေခဲ့ပါတယ်ကြောင်လေးကလည်းမိရဲ့နောက်ကိုရောက်သွားခဲ့ပြီးတော့မိကကြောင်လေးကိုပုတ်တက်ပေးနေခဲ့ပါတယ်ကောင်မလေးကလည်းအာဇူမာကိုဖွင့်ပြောနေတဲ့အချိန်ကြောင်ကအဲ့ဒီဘက်ကိုပြေးသွားတာဖြစ်တာကြောင့်မိကကြောင်ရဲ့နောက်ကိုလိုက်နေခဲ့ပါတယ်ဇီယားတွေလည်းရှုပ်တော့မှဖြစ်တာကြောင့်ခိုမူကလည်းအမြန်ပြေးသွားလိုက်ကမိကိုတစ်ပင်နောက်ကိုဆွဲခေါ်လိုက်ပြီးတော့ရင်ဝင်တဲ့အထိပါရောက်ရှိသွားခဲ့ပါတယ်အာဇူမာကလည်းသူတဘောကြတဲ့ကောင်မလေးရှိတယ်ဆိုပြီးတော့ညင်းလိုက်ပါတယ်တစ်ပင်အောက်မှာတော့မိကအဖြစ်မှန်ကိုတီးသွားပြီဆိုပေမဲ့လည်းနှစ်ယောက်လုံးကရှက်နေခဲ့ကြကအပိုင်းလေးကတော့ဒီမှာပဲပြီးဆုံးတော့ပါပြီဗျအားလုံးကိုကျေးဇူးတင်ပါတယ်တင်က Command Writer ကြည့်ကျင်တဲ့သူတယောက်ဆိုရင်ကျွန်တော်ရဲ့ channel အသေးဖွင့်ထားတဲ့ Writer Sigo ဆိုတဲ့ channel မှာလာရောက်ကြည့်ရှုလို့ရပါတယ်ကျောင်းရဲ့လေးလိုက်ခီသွားတော့မဲ့နေ့ကိုရောက်လာခဲ့ပါတယ်ခိုမူကမီကိုပဲကြည့်နေတာကိုတငယ်ချင်းတွေကဝိုင်းစာနေကြပါတယ်မျက်မှန်မေးတတ်တဲ့မီကိုခိုမူကစိတ်ပူပြီးတော့မီတို့ဖွဲ့တဲ့ကိုဝင်ကျင်နေခဲ့ပါတယ်အဖွဲ့က6ယောက်ထိဖွဲ့လို့ရတာဖြစ်တာကြောင့်ခိုမူရဲ့တငယ်ချင်းတွေကမီတို့အဖွဲ့နဲ့ပေါင်းဖို့ဆုံးဖြတ်လိုက်ပါတယ်တစ်ဖက်ကမီကလည်းခိုမူကိုပဲကြည့်နေတာကြောင့်တငယ်ချင်းတယောက်ကရိမ့်မိသွားပြီးတော့ခိုမူနဲ့အတူခရီးထွက်ချင်နေတာမလားလို့ပြောလိုက်ပါတယ်မီကလည်းအဖွဲ့ပေါင်းကျင်နေတဲ့အချိန်ခိုမူတို့ကရောက်လာခဲ့ပါတယ်မီရဲ့တငယ်ချင်းကတော့မီကိုစောင့်ရှောက်ပေးဖို့ပြောကအဖွဲ့ပေါင်းဖို့ခိုမူတို့ကိုတောင်းဆိုလိုက်ပါတယ်ခိုမူကလည်းအတူဖွဲကျင်နေတာလို့ပြောလိုက်က6ယောက်တစ်ဖွဲ့ဖြစ်သွားကြပါတယ်ခိုမူကမီနဲ့အတူခရီးထွက်ရှင်လို့အဖွဲ့ထဲဝင်နေတာလို့ပြောလိုက်တဲ့အခါမှာမီကလည်းသူနဲ့အသွေးတူလိုက်တာလို့ပြန်ပြောလိုက်ပါတယ်ညာဘက်ရောက်တဲ့အခါမှာမီကမျက်မှန်အပိုတစ်ခုကိုလွယ်ထဲကိုထည့်လိုက်ပါတယ်မျက်မှန်ပိုကမီအတွက်တော့သုံးဝင်ပေမဲ့လည်းလူပိုဖြစ်တဲ့တင်ကတော့သူမအတွက်သုံးမဝင်ပါဘူးမီကခိုမူအတွက်ဝင်ထုတ်ဝင်ဖို့မဖြစ်အောင်ကြိုးစားဖို့နေမယ်လို့ဆုံးဖြတ်လိုက်ကမနက်ဖြန်ခရီးအတွက်စိတ်လှုပ်ရှားနေခဲ့ပါတယ်မနေ့ရောက်တဲ့အခါမှာတော့ဝရီရရှိတဲ့ခိုမူနဲ့မီကနောက်ကျမှကြောင်းကိုရောက်လာခဲ့ပါတယ်မီကလမ်းမှာပြင်ချော်လဲသွားတာဖြစ်တာကြောင့်မျက်မှန်ကသူမနဲ့တင်ရဲ့ဆက်ဆံရေးလိုပဲပျက်စီးသွားခဲ့ပါတယ်ဒါမို့ညတုန်းကကြိုးထည့်ထားတဲ့မျက်မှန်လေးကိုမီကတက်လိုက်ပါတယ်မျက်မှန်စစ်ကအိမ်မှာကြံခဲ့ပြီးတော့အခုတက်ထားတဲ့မျက်မှန်ကအလှတက်မျက်မှန်ဖြစ်နေခဲ့ပါတယ်မီကလည်းမြင်ရတဲ့လိုဟန်ဆောင်နေပေမဲ့လည်းသူမလိုဟန်ဆောင်မကောင်းတာဖြစ်တာကြောင့်ခိုမူကအဖြစ်မှန်ကိုတည်သွားခဲ့ပါတယ်အဲ့အချိန်ခိုမူကဘလို့ကူညီရမလဲလို့တွေးနေတဲ့အချိန်မှာပဲမီကရုတ်တရက်ကြီးလဲတော့မှဖြစ်တာကြောင့်ခိုမူကလှမ်းသားပေးလိုက်ရပါတယ်ညံကြီးရှင်မမကတော့မျက်မှန်မေးမမေးမှားယူလိုက်ရမှာစားဝင်အိပ်ပျော်ပါတယ်ခိုမူကစိတ်ပူနေတာမီကအဆင်ပြေပါတယ်လို့ပြောကတခြားနေရာကိုသွားလို့ရပါတယ်လို့ပြောလိုက်ပါတယ်မီကတော့လူတွေလည်းမှားကုန်မိတာဖြစ်တာကြောင့်တောင်းပန်နေခဲ့ကတယောက်တည်းရှောက်သွားနေခဲ့ပါတယ်အဲ့ချိန်မှာပဲခိုမူရောက်လာခဲ့ကမီကတယောက်တည်းအဆင်ပြေအောင်နေကြည့်ပေမဲ့လည်းပြဿနာတွေပိုရှုပ်လာတဲ့အကြောင်းနဲ့ခိုမူကိုမိခုံနေရလို့တောင်းပန်ပါတယ်လို့ပြောကမျက်ရည်တွေကပါးပြင်ပေါ်မှာစီးကျလာခဲ့ပါတယ်ခိုမူကတော့ငိုနေတဲ့မီကိုနှစ်သိမ့်ပေးနေခဲ့ကသူ့ရဲ့စိတ်ထဲမှာလည်းမီကိုမျက်မှန်ပဲမေးချစီခြင်းခဲ့တာဆိုပြီးဝန်ခံလာခဲ့ပါတယ်ဒီလိုပြောပြီးခိုမူကအနာကိုတိုးလာခဲ့ကဘာလို့လဲလို့မေးနေတဲ့မီကိုမင်းကိုကူညီပေးရတာကြိုက်လို့ပါဆိုပြီးတော့ရိုးသားတဲ့ဖိုးတစ်ခွာလေးလုံးနေခဲ့ပါတယ်လေးလာရိတ်ခရီးပြီးလို့အပြန်လမ်းမှာတော့ကားပေါ်မှာခိုမူကိုအရန်ကျင်တာတက်လိုက်တာလို့မီကပြောနေခဲ့ကခိုမူရဲ့လက်ကိုနူးညံ့တဲ့လက်ကလေးနဲ့ကင်လိုက်တာဖြစ်တာကြောင့်ခိုမူတယောက်ကတော့တိမ်နေပေါ်မှာလွင့်နေခဲ့ပါတယ်ကြောင်ရောက်တဲ့အခါမှာတော့မီကခိုမူပြောခဲ့တဲ့စကားတွေကိုပြန်စဉ်းစားနေခဲ့ကကူညီပေးနေရတော့မှပြောနေတဲ့ခိုမူကိုနားမလည်နိုင်ဖြစ်နေခဲ့ပါတယ်ခိုမူရောက်လာတော့မီကနင်းကိုမမီခိုပဲကြိုးစားမယ်ညမမေးကြံခဲ့လဲညက်ကမှတတ်ထားတယ်လို့ပြောလိုက်ပါတယ်မီကတော့ခိုမူကသူ့ကိုမီခိုခံနေရတာကြိုက်တယ်ထင်တယ်လို့တငယ်ချင်းတွေကိုပြောပြနေခဲ့ပါတယ်အဲ့အချိန်အာဆုကာစီကိုယာဆာကာစီကစာဝင်လာတာဖြစ်တာကြောင့်ရှက်ရှက်နဲ့တနေရာကိုရှောင်ထွက်သွားခဲ့ပါတယ်မီကိုတော့ကြံခဲ့တဲ့တငယ်ချင်းအာဆုကာတော့ချစ်ချမ်းဝင်နေပြီလို့ပြောပြလိုက်ပါတယ်ထူးခြားတဲ့ပုံစံမျိုးနဲ့ကြိုက်တယ်လို့မီကိုရှင်းပြနေခဲ့ကမီကတော့ဒါကိုနားမလည်နိုင်ဖြစ်နေခဲ့ပါတယ်အဲ့အချိန်လမ်းမှာတွေ့တဲ့ခိုမူရဲ့မျက်နှာကိုမီကတေချာကြည့်နေခဲ့ကအာဆုကာရဲ့မျက်နှာနဲ့တူနေတာကိုတတိထားမိသွားပြီးတော့အသွေးပေါင်းများစွာနဲ့မီကထွက်ပြေးသွားခဲ့ပါတယ်နောက်တနေ့မီရဲ့သပင်စတိုင်ကအရန်ကိုချစ်စရာကောင်းနေခဲ့ပြီးတော့ခိုမူရဲ့မျက်နှာကိုကြည့်ကထွက်သွားခဲ့ပါတယ်ခဏအကြာဆိုမီယာကရောက်လာခဲ့ကနမ်းလိုက်တာလားလို့ခိုမူကိုမေးနေခဲ့ပါတယ်ဆိုမီယာရဲ့တငယ်ချင်းကတော့မီကမမြင်ရလို့အနီးကပ်ကြည့်တာဖြစ်ပြီးတော့နန်းတာမဟုတ်ဘူးလို့ရှင်းပြနေခဲ့ပါတယ်ခိုမူကဖျားနေတာလို့မီကိုပြောမိသွားပြီးတော့မီကလည်းမတ်ကိုထုတ်ပေးလိုက်ကခိုမူကလည်းတက်လိုက်ပါတယ်အားကစားချိန်မှာတော့ဆိုမီယာကမီနဲ့ခိုမူကိုအသွဲတင်လို့ထင်နေခဲ့ကဘယ်ချိန်နန်းမှလဲဆိုတာကိုလိုက်မေးနေခဲ့ပါတယ်ခိုမူယာနဲ့ဆိုမီယာကလည်းစကားပြောနေတာကိုမနာလို့ဖြစ်နေတဲ့မီကဘောလုံးကိုတက်နှင်းပြီးတော့ကျမ်းမြင့်နဲ့မျက်နှာတသားတည်းဖြစ်သွားခဲ့ပါတယ်ဒါကြောင့်ခိုမူကဂယူးဆိုင်ပေးနေခဲ့ကအသွေးထဲမှာတော့ဆိုမီယာပြောခဲ့တဲ့အနမ်းဆိုတာကိုပဲကြားရောက်နေခဲ့ပါတယ်မီကခိုမူကိုအကြောင်းမရှိအကြောင်းရှာစကားတွေပြောနေခဲ့ကခိုမူကဒီနေ့ဆိုမီယာနဲ့ပဲစကားတွေပြောနေတာဆိုပြီးတော့မီကမနာလို့ဖြစ်နေခဲ့ပါတယ်ပြီးတော့မျက်မှန်မေးခဲ့တဲ့အချိန်တိုင်းခိုမူရဲ့မျက်နှာကိုအနီးကပ်ကြည့်လို့ရလားတနေ့တော့နှစ်ခါလောက်တော့ခိုမူရဲ့မျက်နှာလေးကိုအနီးကပ်မြင်နေတယ်လို့မီကပြောလိုက်ပါတယ်
ခုံမူရာကလည်းအဆင်ပြေပါတယ်လို့ပြောလိုက်ကမီကအလွန်အကျူးကြီးမကြည့်မှဖြစ်တာကြောင့်စိတ်မပူဖို့ခုံမူရာကိုပြောလိုက်ပါတယ်အခုချိန်မှာလည်းမိနစ်ပေါင်းများစွာအကြာကြီးခုံမူရာရဲ့မျက်နှာကိုကြည့်နေခဲ့ပါတယ်တန်ရှင်းလုပ်ပြီးလို့တကားကိုပိတ်လိုက်တဲ့အချိန်မီရဲ့သပင်ကတကားကြားမှာရှုပ်ပြီးတော့ညှိနေတာကိုခုံမူရာကပြောလိုက်ပါတယ်ဆွဲဖြုတ်နေတဲ့မီကိုလည်းခုံမူရာကကက်ကြီးနဲ့တေးသေးချာချာလေးသပင်ကိုဖျက်ပေးလိုက်ပါတယ်ဒီနေ့မှာတော့မီကသပင်ကိုစီးဖို့ကြိုးစားရင်းနဲ့ပဲခေါင်းစည်းကွင်းရအောက်ကိုပြုတ်ကျသွားတာဖြစ်တာကြောင့်ခုံမူရာကကောက်ပေးတဲ့အခါမီကသူ့ကိုသပင်စီးပေးဖို့တောင်းဆိုလိုက်ပါတယ်ဒီလိုနဲ့ခုံမူကလည်းသပင်ကိုဂယူးတက်ဆိုင်ဖီးပေးနေခဲ့ပြီးတော့သပင်ကိုစီးပေးလိုက်ကမီကလည်းတဘောကျနေခဲ့ပါတယ်မီကမနက်တိုင်းခုံမူကသပင်စီးပေးရင်ကောင်းမှာပဲလို့ပြောလိုက်တာဖြစ်တာကြောင့်ခုံမူကရှက်နေခဲ့ပါတယ်နေ့လယ်ဘက်မှာတော့မိုးတွေကရွာလာခဲ့ပြီးတော့ရင်ကျေးမှုပွဲတော်အတွက်ကြိုတင်ပြီးတော့ပြင်ဆင်နေကြပါတယ်အဲ့အချိန်မီကခုံမူရဲ့အနာကိုကူညီပေးဖို့ဆိုပြီးရောက်လာခဲ့ပါတယ်မီကပေးကြနေတာဖြစ်တာကြောင့်ခုံမူပေးရဲ့တ िश ူးကိုယူလိုက်ပါတယ်မီကခုံမူကိုကူလုပ်ပေးမယ်လို့ပြောလိုက်ပါတယ်ကော်ကတ်ရင်လည်းတလွဲဆော်ရက်ကတ်တော့လည်းပြောင်းညံ့ရင်ဖြစ်နေခဲ့ပါတယ်မီကအဲ့ဒါပြီးလို့အနာယူရင်ပြောလို့ပြောကကလေးတယောက်ကအရာတစ်ခုကိုလိုချင်တဲ့ပုံစံနဲ့ထွက်သွားခဲ့ပါတယ်အဲ့အချိန်ကော်ကလည်းကုံသွားတာဖြစ်တာကြောင့်ခုံမူကကော်သွားယူအောင်မယ်လို့ပြောကမီကခုံမူရဲ့နောက်ကိုလိုက်လာခဲ့ပါတယ်အခန်းတကားကိုဖွင့်ကမီကခုံမူကိုမှောင်နေတဲ့အခန်းထဲကိုဆွဲခေါ်ပြီးတော့တကားကိုပိတ်လိုက်ပါတယ်မီကခုံမူကိုဒီနေ့အနီးကမကြည့်ရသေးဘူးလို့ပြောကတခြားနေရာသွားမယ်လို့ပြောနေတဲ့ခုံမူရဲ့လက်ကိုလှမ်းဆွဲလိုက်ပြီးတော့ဘယ်သူမှမရှိတဲ့နေရာကပိုကောင်းတယ်လို့မီကပြောလိုက်ပါတယ်ဒီလိုနဲ့ခုံမူကလည်းလက်ခံလိုက်ကမီကလည်းခုံမူကိုအကြာကြီးကြည့်နေခဲ့ပါတယ်ကြည့်နေတာကြာပြီဖြစ်တာကြောင့်ခုံမူကအချိန်ပြည့်ပြီလို့ပြောလိုက်ပါတယ်ဒီလိုနဲ့ပဲရင်ကျေးမှုပွဲတော်နေ့ကိုရောက်ဖို့နီးကပ်လာခဲ့ပါတယ်ခုံမူကမီရဲ့နားကနဂတ်ကိုမြင်သွားပြီးတော့ဆွဲဆောင်မှုရှိလိုက်တာဆိုပြီးတွေးနေခဲ့ပါတယ်တိတ်မကြခင်မှာပဲသူ့ရဲ့နားကနဂတ်မဟုတ်ဘဲနဲ့ပဒီးစေးပါဆိုပြီးပြောပြနေခဲ့ပါတယ်ရင်ကျေးမှုပွဲတော်အတွက်သူ့ရဲ့အယုတ်ကလေးကိုပဒီးစေးနဲ့မျက်လုံးထဲဖို့လို့မီကပြောလိုက်ပါတယ်ကျောင်းအတူတွေအားလုံးလည်းပွဲတော်အတွက်လှုပ်ရှုံနေကြပြီးတော့9နာရီထိနေနိုင်တဲ့သူတွေလက်မြောက်ဆိုကအချိန်ပိုလှုပ်ဖို့မေးနေခဲ့ပါတယ်ဆိုမီယာကခုံမူရဲ့အနာကိုထပ်ရောက်လာခဲ့ပြီးတော့မီကိုနန်းပြီးပြီလားဆိုပြီးလိုက်မေးနေခဲ့ပါတယ်မီလည်းစကားပြောနေတဲ့သူတို့နှစ်ယောက်ကိုမြင်သွားပြီးတော့ငါလည်း9နာရီမတိုင်ခင်အထိပွဲတော်အတွက်ပြင်ပေးမယ်လို့ပြောလိုက်ပါတယ်ဒီလိုနဲ့မီလည်းကူညီလုပ်ပေးနေခဲ့ပြီးတော့ခုံမူကမီရဲ့ဖုန်းကိုကြည့်လိုက်တဲ့အခါမှာသူ့အိမ်ကဖုန်းခေါ်ထားတာတွေကိုတွေ့လိုက်ရပါတယ်မီလည်းဖုန်းသားကိုရောက်လာခဲ့ကဖုန်းခေါ်ထားတာတွေကိုမြင်သွားပြီးတော့အလင်းအမြန်ပဲပြန်သွားခဲ့ပါတယ်အလင်းလိုနေတဲ့မီကဒုတိယနှစ်တုန်းကဖနက်ကိုအမြန်စီးပြီးပြေးသွားတဲ့အခါမှာခုံမူကလည်းမီရဲ့ဖနက်ကိုကင်ကပေးဖို့နောက်ကလိုက်လာခဲ့ပါတယ်အိမ်မှာတော့မီရဲ့အမေကနောက်ကျလို့ဖုန်းမကင်လို့ဆိုပြီးစူနေခဲ့ပါတယ်အဲ့အချိန်ခုံမူကရောက်လာခဲ့ကမီရဲ့ဖနက်ကိုသူကအိမ်ကိုမားစီးသွားပဲဆိုပြီးတော့မီကိုအပြစ်လုံးအောင်လုပ်ပေးလိုက်ပါတယ်နောက်တနေ့မှာတော့မီကမျက်မှန်တက်လာခဲ့ပါတယ်ဒီနေ့မှာတော့ပွဲတော်နေ့ကိုရောက်ရှိခဲ့ပါပြီမီရဲ့မဆုစာတွေကိုဖတ်လိုက်မီရဲ့အယုတ်ကလေးကိုကြည့်လိုက်နဲ့ခုံမူကလှုပ်နေခဲ့ပါတယ်မီကလည်းခုံမူရဲ့ဘောလုံးလိုအယုတ်ကိုကြည့်နေခဲ့တာကြောင့်ခုံမူကရှက်ပြီးတော့နေရခတ်နေခဲ့ပါတယ်ခန်းမထဲမှာတော့မီကအပြင်ကိုထွက်သွားခဲ့ပြီးတော့တန်းစင်ကန်သွားတဲ့လမ်းကခုံမူကိုလမ်းမှာတွေ့လို့လမ်းခေါ်လိုက်ပါတယ်ဒီလိုနဲ့မဆုစာကိုအပြန်လည်ဖတ်ကြတဲ့အကြောင်းပြောနေခဲ့ကြပါတယ်မီကခုံမူရဲ့မျက်နှာကိုကြည့်ဖို့လှုပ်တဲ့အခါမှာတခြားလူတွေမြင်သွားမယ်လို့ခုံမူကပြောလိုက်ပါတယ်ခုံမူကဘာလို့ငါမျက်နှာကိုအနီးကပ်ကြည့်နေတာလဲလို့မေးတဲ့အခါမှာမီကသူ့အတွက်စိတ်သက်သာရစိတ်လို့ဆိုကပြန်ပြောလိုက်ပါတယ်ခုံမူကလည်းမီရဲ့မျက်နှာကိုကြည့်ရင်စိတ်တွေဖြစ်ပေါ်လာခဲ့ကမျက်နှာကိုလက်နဲ့ကင်ကတေချာကြည့်နေခဲ့ပါတယ်မီကခုံမူကိုနင်ကငါအဖေလိုပဲကျင်နာတက်လိုက်တာလို့ပြောလိုက်ပါတယ်ကျောင်းမှာမီကခုံမူကိုအနာဂတ်မှာဘာလုပ်ချင်လဲလို့မေးလိုက်ပါတယ်ခုံမူကတော့အနာဂတ်အိမ်မဲရလို့ရှိမနေခဲ့ပါဘူးမရှိဘူးလို့ပြောရင်လည်းမီကအထင်သေးမှကြောက်တာကြောင့်မပြောပြဘူးလို့ပဲခုံမူကပြောလိုက်ပါတယ်မီကတော့သူ့ရဲ့အိမ်မက်ကိုပြောပြမယ်ဆိုပြီးတော့ငငယ်တုန်းကပုံကိုပြလိုက်ပါတယ်မီရဲ့အိမ်မက်ကလည်းတေချာအတီတကြမရှိသေးပဲနဲ့ပဲငားမွေးကျင်တယ်တခြားကလက်ထိုက်ကျင်တယ်ဆိုပြီးတော့ရီမန်းချက်အကြီးကြီးပြောနေခဲ့ပါတယ်မီကသူလှုပ်ထားတဲ့အိုမူဝိုက်ကိုခုံမူကိုပြလိုက်ပါတယ်ခုံမူကကတ်ချက်ကိုဘာဆွဲခဲ့တာလဲလို့မေးတဲ့အခါမှာမီကလက်ပုံဆွဲတာလို့ပြန်ပြောလိုက်ပါတယ်အိမ်ရောက်တဲ့အခါမှာတော့ခုံမူကသူ့ရဲ့အိမ်မက်တွေများရှိခဲ့ဘူးလားဆိုပြီးရှာခဲ့ပေမဲ့လည်းသူမတင်းပေါ်ထားတဲ့ချစ်တွေလိုပဲဘာမှရှိမနေခဲ့ပါဘူးခုံမူရဲ့ဒီနေ့ညစာကတော့အိုမီဝိုက်ဆွဲဖြစ်ပါတယ်ခုံမူကလည်းကတ်ချက်နဲ့စားစရာကိုပုံဖော်နေခဲ့ပါတယ်။အိုမီဝိုက်ဆိုတာကဂျပန်ရိုးရာစားစရာဖြစ်ပြီးတော့ကြက်ဥအမွှေးထဲမှာဆန်ဟင်းကြော်ထည့်ထားတဲ့ဂျပန်ဟင်းတစ်မျိုးပဲဖြစ်ပါတယ်။သမင်းကြော်ရဲ့အပေါ်မှာကြက်ဥလွာကိုဖုံးပြီးကတ်ချက်တို့ဆော့တို့အပေါ်ကဆန်းစားရတဲ့စားစရာဖြစ်ပါတယ်။မြန်မာနိုင်ငံကကြက်ဥသမင်းကြော်နဲ့ခတ်စင်ပါပဲ။ကတ်ချက်ဆိုတာကလည်းခရမ်းကြီးနီးဆော့ကိုခေါ်တာဖြစ်ပါတယ်။ဇလန်းလေးပြန်စားရမယ်ဆိုရင်တော့ကြက်ဥကြော်ရဲ့ပေါ်မှာလက်ပုံလေးခုံမူကဆွဲလိုက်ပေမဲ့လည်းတေးရွက်ပုံဖြစ်သွားရဲ့ပါတယ်။ခုံမူကလည်းစားနေခဲ့ပြီးတော့မီကိုလည်းမျက်လုံးထဲမှာမြင်အောင်နေခဲ့ပါတယ်။ကျောင်းရဲ့ကုကီးလုပ်တဲ့အချိန်ကိုရောက်လာခဲ့တဲ့အခါမှာတော့မီနဲ့အာဇူမာကအဖွဲအတူကြာသွားခဲ့ပါတယ်။ခုံမူကတော့မကျေနပ်တွေဖြစ်နေပြန်ပါတယ်။ခုံမူကမီလုပ်တဲ့အိုမီရက်စ်နဲ့ကုကီးကိုစားကြည့်နေခဲ့ပါတယ်။ခုံမူကမီနဲ့အာဇူမာတို့ကိုကြည့်နေကစိတ်ဆင်းရဲနေခဲ့ပါတယ်။အာဇူမာကတော့မီကိုခုံမူကတဘောကျမဲ့ပုံစံလေးကိုအကြံပေးလုပ်ခိုင်းနေခဲ့ကမီကလည်းစူးစမ်းပြီးတော့လုပ်နေခဲ့ပါတယ်။ခုံမူရဲ့တငယ်ချင်းကမီကိုခုံမူကဘလိုဂိမ်းတွေကိုစော်ပြီးပတ်စံကုန်အောင်တီချောတတ်တယ်ဆိုတာကိုပြောပြနေခဲ့ပါတယ်
အာဇူမာကမိကိုမျက်မှန်ရှိတာတောင်နှေးတဲ့ဆိုကစနေခဲ့ပါတယ်အာဇူမာကဘေးအခန်းမှာနေတဲ့ကောလိပ်ကျောင်းသူအမတယောက်ကိုတဘောကြနေမိတယ်ဆိုကပြောပြနေခဲ့ပါတယ်ခင်မင်နေတဲ့အာဇူမာနဲ့မိကိုခုံမူကမနာလိုတွေဖြစ်နေခဲ့ပါတယ်မိနဲ့အာဇူမာဘာလီပြောနေတာလဲလို့ကောင်မလေးတွေကမိကိုလာမေးတဲ့အခါမှာဓာရီကိုမကြားချင်တဲ့ခုံမူကအိမ်ကိုအမြန်ပဲပြန်လာခဲ့ပါတယ်အဲ့အချိန်မိကခုံမူရဲ့လက်ကိုလှမ်းဆွဲလိုက်ပါတယ်စကားပြောမရအောင်မောတဲ့အထိပြေးလာတဲ့မိကိုခုံမူကရေတိုက်လိုက်ပါတယ်အာဇူမာကသူ့ကိုနှေးတယ်လို့ပြောတယ်ဆိုပြီးခုံမူကိုပြောနေခဲ့ကခုံမူကလည်းအိမ်ပြန်တော့မယ်အချိန်လက်ထဲကိုကွက်ကီးတွေထည့်ပေးလိုက်ပါတယ်ဒီလိုနဲ့ခုံမူကလည်းကွက်ကီးကိုစားပြီးအရသာရှိတယ်လို့ပြောလိုက်ပါတယ်ခုံမူကမိငငယ်တုန်းကပုံကိုမြင်အောင်နေပြီးသူ့ကလေးပုံတွေကိုပြန်ရှာပြီးမဲ့ကြောင်တောင်ပုံတွေဖြစ်နေခဲ့ပါတယ်ခုံမူကစာအုပ်ထုံရင်ငယ်ဘဝပုံကပြုတ်ကျသွားတဲ့အခါသူ့ရဲ့တငယ်ချင်းကကောက်လိုက်ပြီးမပေးဘဲလုံးနေတဲ့အချိန်မိကရောက်လာပါတယ်ခုံမူရဲ့ကလေးပုံဆိုပြီးပေးလိုက်ပေမဲ့မိကမျက်မှန်မပါတာကြောင့်မမြင်နိုင်ဖြစ်နေခဲ့ပါတယ်အကြည့်လွန်ပြီးပုံကိုမိကနမ်းမိသွားပါတယ်ကျောင်းအပြန်မိကခုံမူကိုပန်းညံတွေကိုခေါ်လာခဲ့ကမျက်မှန်သွားယူမယ်ခဏဆောင်အောင်ဆိုပြီးထွက်သွားခဲ့ပါတယ်ခုံမူရဲ့ကလေးဘဝပုံကဘားတန်းမော်ကပြုတ်ကျပြီးတော့နှာခေါင်းတွေးရှံနေတဲ့ပုံပဲဖြစ်ပါတယ်အခုအချိန်မှာနောက်ပြန်လဲဖို့စူးစမ်းပေမဲ့လည်းပြုတ်ကျပဲပြုတ်ကျနေပြန်ပါတယ်ခဏအကြာမိကရောက်လာကငယ်ဘဝကဓာတ်ပုံကိုကြည့်ဖို့ပြန်ပြခိုင်းနေခဲ့ပါတယ်ခုံမူကလည်းဓာတ်ပုံကိုရှာပေမဲ့လည်းအเจ้าမှမေ့ကြံခဲ့ပါတယ်ဘားတန်းမော်ကပြုတ်ကျတဲ့အကြောင်းကိုမိကမေးတဲ့အခါမှာခုံမူကနောက်ပြန်လဲဖို့စူးစမ်းရင်ဖြစ်သွားတာလို့ပြောလိုက်ပါတယ်မိကအခုလဲပြပါလားလို့ပြောတဲ့အခါမှာအချစ်ရဲ့စွမ်းအားကြောင့်ပဲနောက်ပြန်လှည့်နိုင်သွားခဲ့ပါတယ်မိကလည်းလက်ခုပ်တီးပေးနေခဲ့ကအမတ်တရားဓာတ်ပုံလေးကိုရိုက်လိုက်ပါတယ်မိလည်းနောက်ပြန်လဲဖို့စူးစမ်းကြည့်ပေမဲ့လည်းပြုတ်ကျသွားခဲ့ပါတယ်အဲ့အချိန်ဘားတန်းနဲ့ကမင်းညောထားတဲ့ခုံမူကနှာခေါင်းတွေးတွေကျလာခဲ့ပါတယ်ဒီနေ့မှာတော့မိကမျက်မှန်အသေးလေးတက်လာခဲ့ကခုံမူကိုတက်ကြည့်ခိုင်းလိုက်ပါတယ်ခုံမူကလည်းတက်လိုက်ကမိကလည်းနောက်ထပ်မျက်မှန်တစ်ခုကိုတက်လိုက်ပါတယ်ခဏအကြာမိကိုသူ့ရဲ့တငယ်ချင်းကဆွဲခေါ်တော့ကချစ်စရာကောင်းတဲ့သပင်ပုံစံလေးလုပ်ပေးလိုက်ပါတယ်ခုံမူကလည်းမိကိုအကြည့်တွေမခွာနိုင်ဖြစ်နေခဲ့ကရေကူးချိန်မှာလည်းမိကိုပဲအကြာကြီးကြည့်နေခဲ့ပါတယ်မိကရေကူးအုပ်ထုတ်ဆောင်းလိုက်တာဖြစ်တာကြောင့်သပင်ကပုံပြတ်သွားခဲ့ပါတယ်မိကဒါကြောင့်သပင်ကိုဖြေးချထားခဲ့ကခုနကသပင်ပုံစံလေးလို့ခုံမူကမှားပြောသွားမိပြီးတော့မိကလည်းခုနသပင်ပုံစံလေးပြန်လုပ်လာခဲ့ပါတယ်ဒီညနေလေပုံမှန်တိုင်းပဲမိနဲ့ခုံမူကငါးတွေအကြောင်းပြောရင်းနဲ့တနေရာရောက်မှလမ်းခွဲသွားကြပါတယ်အဲ့ဒီအချိန်ခုံမူကမိနဲ့ကောင်လေးတယောက်စကားပြောနေကြတာကိုတွေ့လိုက်ရပါတယ်ငယ်တငယ်ချင်းတွေဆိုတာခုံမူကတီတော့မှစိတ်အေးသွားရပါတယ်ဒီနေ့လေမိကမျက်မှန်မေးကြံခဲ့ပြီးခုံမူကမျက်မှန်မေးခဲ့တော့ကမိနဲ့အမတ်တရားတွေကိုပြန်တတိယနေခဲ့ပါတယ်ဒီလိုနဲ့ဝင်ဝင်းဆောင်ဝဲဖျားမဲ့ရက်ကိုရောက်လာတော့မှာပဲဖြစ်ပါတယ်မိနဲ့ခုံမူကတော့ပိတ်ရက်မှာဆောင်မွေးအတွက်စူးစမ်းရတော့မှာပဲဖြစ်ပါတယ်ခုံမူကမိကိုဆောင်မွေးကြရင်မျက်မှန်မမေးကြံခဲ့ဘူးပြောကမိကလည်းမျက်မှန်ပို့ဆောင်ထားမှာပါလို့ပြောလိုက်ပါတယ်ကျောင်းမှာမိကခုံမူကိုခိုးနေကငငယ်တုန်းကမျက်မှန်မေးရင်အရန်စားတဲ့တငယ်ချင်းနဲ့ပြန်တွေ့ခဲ့တဲ့အကြောင်းနဲ့ကျင်နာတဲ့နေနဲ့ဆန့်ကျင်ဘက်ပဲလို့ပြောလိုက်ပါတယ်ဒီလိုနဲ့ဆောင်ဝဲဖြစ်မဲ့အချိန်ကိုရောက်လာခဲ့ပါတယ်ကျောင်းရဲ့နောက်ဆုံးရက်အိမ်ရန်ပြန်မှာတော့မိနဲ့ခုံမူကပန်းညံတဲ့ကိုဝင်လိုက်ပါတယ်ခဏအကြာမိကရှော့စီးဖို့လုံနေခဲ့ကခုံမူကိုလည်းခေါ်လိုက်ပါတယ်မိကခုံမူကိုအထဲခေါ်လိုက်ပြီးထိုင်ခိုင်းလိုက်ကမျက်နှာကိုစားကြည့်ပါတော့မယ်လို့ပြောလိုက်ပါတယ်မနက်ဖြန်ကစလို့နွေရာသီကျောင်းပိတ်ရက်ဖြစ်တာကြောင့်မိနဲ့ခုံမူတို့ကတယောက်မျက်နှာတယောက်ကိုအားရပါရကြည့်နေကြပါတယ်အချိန်အကြာကြီးကြီးလို့ဝါပြီးရဲ့နောက်မှာခုံမူနဲ့မိကရှက်နေခဲ့ကြပါတယ်မိကလိုင်းနဲ့အားမရတာဖြစ်တာကြောင့်ခုံမူရဲ့ဖုန်းနံပါတ်ကိုယူလိုက်ကသူတို့နှစ်ယောက်ပုံလေးကိုပို့ပေးလိုက်ပါတယ်ဒီလိုနဲ့နှုတ်ဆက်ချိန်ကိုရောက်လာခဲ့ပြီးမိကလည်းနွေပိတ်ရက်မှာငါ့ကိုမေမသွားနဲ့တော့လို့ပြောလိုက်ပါတယ်မိကလှည့်ပြန်မဲ့အလုံးမှာခုံမူကလက်ကိုလှမ်းဆွဲလိုက်ပြီးတော့နွေပိတ်ရက်တွေမှာလည်းတွေးကျင်တဲ့အကြောင်းကိုပြောပြလိုက်ကမိကလည်းလက်ခံလိုက်ပါတယ်ရေခဲမုတ်ဆိုင်ရှိမှာတော့မိနဲ့ခုံမူကကလေးနှစ်ယောက်ကစကားတွေပြောနေခဲ့ကြပါတယ်မိကနင်းလို့ကျင်လာတဲ့သူကငါ့ရဲ့ဒရိုးသားလောင်းဖြစ်ရင်ကောင်းမှာပဲလို့ပြောလိုက်ပါတယ်ဒီလိုနဲ့မိကတဘဝလုံးမျက်မှန်မေးကြံခဲ့ရင်တော့မှခုံမူကအနားမှာအမြဲရှိနေပေးမှာဖြစ်ပြီးတော့သူတို့ရဲ့ချစ်စရာတန်ရောစင်လေးကတက်ဆုံးအထိတည်ငြဲတော့မှာပဲဖြစ်ပါတယ်ဇလန်းလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီဗျအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ